ဝိလိဏမင်းနှင့်ရှင်နာဂသေနာတို့ဤဘုရားဝါဒရေးရာအခြေအတင်ပြောဆိုခြင်းများအပိုင်း6မေကွန်းနံပါတ်14မှာကုသိုလ်တရားတွေ6ပညာ6ယောနိသောမနတိကာရ6ဘဝတစ်ခုပြန်လည်မွေးဖွားခြင်းမဖြစ်ဘူးဆိုတဲ့အဖြေနဲ့ဆက်ဆက်ပြီးတော့ကုသိုလ်တရားဆိုတဲ့ထဲမှာတရားအကြောင်းသီလအကြောင်းတတိအကြောင်းပညာဝီရိယအကြောင်းဆိုတာမိဂုဏ်တွေထုတ်လို့ရှင်နာဂသေနာဖြစ်ဆိုခဲ့ပြီးဖြစ်တယ်ပေါ့အရေးကြီးတဲ့တမာတိဆိုတာနဲ့ပတ်သက်ပြီးတော့ကုသိုလ်တရားတွေထဲမှာအရေးပါတဲ့တမာတိဆိုတာနဲ့ပတ်သက်ပြီးဒီကနေ့မေးခွန်းကိုမေးတယ်ပေါ့ထပ်ပြီးတော့ဗန္တေနာဂသေနကိဉ္လက္ခဏောတမာတိတမာတိရဲ့တွင်ပြင်လက္ခဏာကဘာပါလဲဆိုမေးခွန်းမေးတမာတိဆိုတဲ့စကားလုံးဟာမြန်မာလူမျိုးတွေဖို့မြန်မာစကားလုံးလိုဖြစ်နေတယ်တမာတိရှိတယ်တမာတိမရှိဘူးနဲ့ပြောကြတယ်တမာတိရဲ့အဓိပ္ပာယ်ကဘာလို့ဆိုတန်အာတိလို့အုပ်ဖြတ်ပြီးတော့တန်အာတိကနေတမာတိဆိုတဲ့စကားလုံးကိုယူထားတာအာတိဆိုတာတန်ဆိုတာကောင်းစွာအာတိဆိုတာစိတ်ကိုအာယုန်တစ်ခုပေါ်မှာစုစိုက်ထားခြင်းလို့အဓိပ္ပာယ်ရတယ်တမာတိဆိုဒီမှာအာယုန်တစ်ခုတည်းပေါ်မှာစိတ်ကိုကောင်းစွာစုစိုက်ထားတာတမာတိအင်္ဂလိပ်လိုပြန်တော့ concentration လို့ပြန်ကြတယ် concentrate လုပ်တယ် concentration ဆိုတာ mental concentration စိတ်ရဲ့အာယုန်တစ်ခုပေါ်မှာစုစိုက်ထားတဲ့တရားမျိုးဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာစိတ်ဟာယမယခအာယုန်တစ်ခုတည်းပေါ်မှာငြိမ့်နေတာမျိုးရှိတယ်တကယ်လေ့ကျင့်လိုက်ပြီဆိုရင်တော့အာယုန်တစ်ခုတည်းပေါ်မှာကြာရှည်စွာယက်တည်ထားထွက်လေဝင်လေပေါ်မှာထွက်မှန်းသိတယ်ဝင်မှန်းသိတယ်အာယုန်ကိုစူးစိုက်ပြီးတော့ထွက်လေဝင်လေပေါ်မှာစိတ်ဆိုင်ထားလိုက်လို့ရှင်သမာဓိရရှိလာကြဘုရားဘာသာဝင်တွေတော်တော်များများသမာဓိကိုလေ့ကျင့်တဲ့အခါမှာထွက်လေဝင်လေပေါ်မှာထွက်တဲ့အာယုံလေကလေးရဲ့ထိသွားတဲ့နေရာဝင်လာတဲ့အခါမှာလေကလေးထိသွားတဲ့နေရာကိုအာယုံစိုက်ထားပြီးတော့ဝင်လေထွက်လေဆိုတာစိတ်ငြိမ်သွားအောင်လေ့ကျင့်နေရှိကြတတိနဲ့ဘာကွာတော့လို့ဆိုတတိဆိုတာအဲ့ဒီနေရာမှာအမှတ်ရနေတာတတိအာယုံမှာစူးစိုက်ကြသွားမှတမာတိလို့ဆိုလို့တယ်ပေါ့ထွက်တိုင်းဝင်တိုင်းအမှတ်တတိထားနေတာကတတိအမှတ်တတိထားတဲ့အတိုင်းပဲဒီအာယုံကလွဲပြီးတခြားအာယုံရောက်မသွားတာကတမာတိလို့တမာတိဆိုတာတည်ငြိမ်မှုနဲ့သွားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်အဲ့ဒီတမာတိတရားရဲ့အမှတ်သားလက္ခဏာ characteristic ကဘာပါလဲလို့လူသားတွေရဲ့အရည်ချင်းထဲမှာတတ္တာဝီရိယတတိတမာတိပညာလို့ဆိုတဲ့စိတ်ဆွမ်းအားတွေ၅မျိုးရှိတယ်အဲ့ဒီ၅မျိုးထဲမှာတမာတိဆိုတဲ့သဘာဝတရားရဲ့အာယုံကစွမ်းအားကဘာလဲလို့ဆိုစံတရားကိုကြိုးစားအထုတ်တဲ့အခါမှာဒီတမာတိရဲ့စွမ်းဆောင်မှုဟာဓမ္မထင်ရှားလို့အာယုန်တစ်ခုတည်းပေါ်မှာစိတ်ကိုကြာရှည်စွာစုစည်းထားနိုင်တာတမာတိပဲအဲ့ဒီတမာတိစွမ်းအားနဲ့အာယုန်တစ်ခုတည်းကလွဲပြီးတခြားအာယုန်တွေပေါ်မှာစိတ်ဟာပြန့်လွင့်သွားတာမရှိပဲအာယုန်တစ်ခုတည်းပေါ်မှာစိတ်ဟာစုကျသွားနိုင်တဲ့
တမာတိတရားတမာတိရပြီဆိုလို့ရှိရင်လူတွေဟာကိုယ်ခန္ဓာကိုယ်ကြီးလဲပျောက်သွားတာတွေတို့ငြိမ်အေးမှုလေးတစ်ခုတည်းကြံတော့တာတို့အာယုန်လေးတစ်ခုတည်းပဲရှိတော့တယ်တခြားဟာတွေပေါ်မှာစိတ်မရောက်တော့ဘူးခန္ဓာကိုယ်ပျောက်ပြီးတော့အာယုန်ပေါ်မှာတင်စိတ်ရောက်နေတဲ့သဘောလေးတွေတရားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာအမျိုးစုံတွေ့ရတတ်တယ်ပေါ့တမာတိကောင်းလာပြီဆိုရင်တွေ့ရတတ်တယ်နောက်ဆုံးမှာမှတ်သားတဲ့အာယုန်လေးတစ်ခုပေါ်ထဲမှာစိတ်ဟာငြိမ်သွားပြီဆိုရင်တော်တဲ့တမာတိရလာလို့စိတ်ဟာတခြားအာယုန်ဘက်ကိုကူးသွားခြင်းမရှိဘဲနဲ့ဒီအာယုန်လေးတစ်ခုတည်းပေါ်မှာထပ်တလဲလဲဖြစ်နေပြီဆိုရင်ဒါတမာတိရတယ်လို့သူတို့ဆိုတာပေါ့အဲ့ဒီတမာတိရဲ့အမှတ်သားလက္ခဏာဘာလဲလို့ဒါကိုမေးတဲ့အခါမှာရှင်နာဂတိနာဖြေတယ်ပမုခလက္ခဏာမဟာရသတမာတိပမုခလက္ခဏာကြီးမူပြီးတော့ဖြစ်ပေါ်လာတဲ့အခြေအနေကောင်းတွေအားလုံးကိုဥဆောင်ကြီးမှုသွားတဲ့သဘောတရားဥဆောင်ကြီးမှုသွားတဲ့အမှတ်သားလက္ခဏာရှိတယ်လို့ဆိုပြီးတော့ယေကေစိကုသလာဓမ္မာတဗ္ဗေတိတမာတိပမုခာကုသိုလ်မှန်သမျှဟာတမာတိရဲ့စုစည်းမှုအောက်မှာရှိကြတယ်တမာတိပေါ်မှာအားလုံးဟာစုမိသွားကြတယ်တမာတိဆိုတာက concentrate ဆိုတဲ့အဓိပ္ပာယ်ကစိတ်တွေအားလုံးစုကြသွားအောင်လုပ်ပေးတာတခြားတွေပြန့်ထွက်သွားတာမရှိဘူးတခုတည်းစုမိသွားအောင်စုယူတာအလုံးတွေ့ပြီးကြလိမ့်မယ်နေအောင်ခြေလေးကိုဒီ magnetic flying grass လို့ခေါ်တဲ့ဒီမှန်ဘလူးပေါ့လေ magnetic flying glass မှန်ဘလူးလေးကင်ပြီးတော့နေအောင်ခြေကိုစုစည်းလိုက်တဲ့အခါမှာနေအောင်ခြေဟာအပြောက်ကလေးဖြစ်လာအဲ့ဒီအပြောက်အဆက်လေးကိုစက္ကူပေါ်တို့တစ်ခုခုပေါ်မှာထားလိုက်မယ်ဆိုလို့ရှိရင်အဲ့စက္ကူလေးကမိထတောင်းနေအောင်ခြေကိုစုစည်းလိုက်တဲ့အခါစွမ်းအားဖြစ်လာအဲ့ဒါလိုပဲစိတ်တွေဟာဟိုရောက်ဒီရောက်မရောက်ဘဲနဲ့တနေရာထဲမှာစုပေးလိုက်တဲ့အခါမှာအစွမ်းထက်လာတယ်လို့ဆိုလို့တယ်ဒါမို့တမာတိကအလုံးကိုစုစည်းပေးပြီးဥဆောင်သွားတယ်လို့စိတ်အားလုံးစိတ်နဲ့တွဲဖက်ဖြစ်တဲ့စေတသိက်တွေကိုဒီတမာတိကနေဥဆောင်ပေးထားတော့အားလုံးဟာတမာတိဥဆောင်ရာနောက်ကိုလိုက်ကြရတယ်ဒီလိုဆိုလို့ရပေါ့နော်နေရထွက်လာတဲ့နေအောင်ချီတွေဟာအဲ့ဒီမှန်ဘလူးရဲ့ဆွတ်ဆောင်မှုအောက်မှာလိုက်သွားကြတယ်အပူရှိန်တွေဟာမြင့်တက်လာတယ်အဲ့ဒါလိုပဲယေကေစိကုသလာဓမ္မာတဗ္ဗေတိတမာတိပမုခာတမာတိရဲ့ဥဆောင်မှုအောက်ရောက်သွားပြီးတမာတိနေနာတမာတိပဲအားလုံးညွတ်သွားတမာတိပောနာတမာတိပဲကိုင်းသွားပြီတမာတိပပ္ပရာတမာတိပဲရှိုင်းအားလုံးဟာဒီဘက်မှာညွတ်သွားတယ်လို့တမာတိဥဆောင်မှုအောက်မှာအားလုံးရောက်သွားစိတ်အားလုံးဟာလွင့်ပြတ်ခြင်းမရှိတော့ပဲနဲ့တမာတိစုစည်းပေးထားတဲ့အတိုင်းအာယုန်တစ်ခုတည်းပေါ်မှာစုကြသွားတယ်လို့ဒီလိုအဓိပ္ပာယ်ပြောတာနော်အဲ့ဒါကြောင့်မို့လို့ဥဆောင်စုစည်းပေးတဲ့အစွမ်းလက္ခဏာရှိတယ်အမှတ်သားလက္ခဏာရှိတယ်လို့ကုသိုလ်တရားမှန်သမျှတမာတိရှိပြီဆိုရင်စုဆောင်စုပေးထားနိုင်တယ်စွမ်းဆောင်ကြည်မှုထားနိုင်တယ်အဲ့ဒါလို့ပြောလိုက်တဲ့အခါမှာမိလိုက်တာမင်းကြီးအရှင်ဘုရားဥပမာလေးနဲ့ပေးပါအောင်ဥပမာလေးပြောပါအောင်လောကမှာဥပမာလေးတွေကအဓိပ္ပာယ်ကိုပို့ပြီးတော့ရှင်းလင်းပြသစေတယ်ဥပမာယမိတိကိစေအထံဇာနန္တိပန္နိတာဥပမာစကားနဲ့ပြောမယ်ဆိုရင်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာပို့ပြီးတော့ရှင်းလင်းပြသစွာနားလည်နိုင်တယ်ပေါ့
တကူတဲ့ပေါ်မှာစုသွားတယ်ဆိုရယ်အလုံးဟာစုပြီးတော့ဒီနေတယ်ဆိုတဲ့သဘောတရားတစ်ခုဥပမာပေးတော့ရှင်နာဂသိဏဘလို့ဥပမာပေးတော့ယထာမဟာရာဇကုတာခရတ္တယာကာစီခောပါဏတိယောဆုလိမွန်းချွန်အထွတ်တက်တဲ့မြန်မာနိုင်ငံမှာတော့ပြတ်သက်ဆောင်နော်အဲ့ဒီပြတ်သက်ဆောင်ဆိုတာရှိသမျှဒီအမိုးပေါ်မှာတင်တဲ့အသားတွေအချင်းရနေဒိုင်းမြားလို့ခေါ်တယ်ဒီစကားလုံးတွေကတော့လက်သမားတွေမှာပို့သိပါအချင်းနဲ့ရနေတဲ့ဒိုင်းနဲ့မြားတယ်ဒိုင်းတင်နေဆိုတာတော့ကြောင်းမှာပေါ့နော်အမိုးမိုးဖို့အမိုးပုံစံအတိုင်းဒိုင်းတင်ညာအချင်းရနေဒိုင်းမြားဆိုတဲ့အသားတွေအားလုံးဟာပြတ်သက်ဆောင်ပါလာလို့ရှိရင်ပြတ်သက်ဗဟိုကိုဥတည်ပြီးတော့အားလုံးဟာသွားကြတယ်ပေါ့ဗဟိုချက်ကိုဥတည်ထားကြတယ်အဲ့ဒီပေါ်မှာအားလုံးစုမိသွားတယ်အချွန်တက်ပြီဆိုရင်အချွန်ကိုအားလုံးအမိပြုကြတယ်ဘာလဲဥပမာတူတော့ဆိုထီးနဲ့ကြည့်လိုက်ထီးမှာခရိုင်နေအားလုံးဟာထီးရဲ့ဗဟိုချက်မှာသွားစုကြတယ်ပေါ့နော်ဗဟိုချက်လေးမှာသွားစုတယ်အဲ့ဒါလိုပဲသဘာဝတရားတွေအားလုံးဟာတမာတိအောင်မှာသွားစုကြတယ်လို့ဆိုတော့ကုသိုလ်တရားတွေမှန်သမျှတမာတိအောင်သွားစုအိမ်ပြန်ရင်ထီးလေးဖွင့်ကြည့်ပေါ့ထီးရဲ့အရွက်ရဲ့ရိုးထန်တွေအားလုံးဟာထိတ်ကိုသွားစုတယ်အဲ့ဒီသွားစုတယ်လို့ပဲတဲ့အထွတ်တက်တဲ့အထွတ်တင်တဲ့အိမ်ဘယင်းနေအိမ်မှာဆိုရင်ပြတ်သက်ဆောင်ကြီးတွေထဲတယ်အဲ့ပြတ်သက်ဆောင်ကြီးတွေအမိုးဟာအဲ့ဒါကိုဗဟိုပြုပြီးအားလုံးစုထားတယ်လို့ပဲအချင်းရနေဒိုင်းများဆိုတဲ့အသားတွေဟာပြတ်သက်ကိုဥတည်ပြီးတော့တည်ရှိနေကြတယ်အားလုံးဟာအိမ်အထွတ်ကိုအိမ်အထွတ်ဘက်ကိုအားလုံးဟာဥတည်နေကြတယ်တဲ့အိမ်အထွတ်ကိုအဓိကထားပြီးတော့အဲ့ဒီပေါ်မှာမေးတင်ပြီးတွဲဖက်ပြီးထားကြတယ်လို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီတိုင်းပဲတဲ့ကုသိုလ်တရားမှန်သမျှဟာတမာရီပေါ်မှာအလုံးစုပြီးတော့တည်ချရတယ်လို့ဆိုလို့တယ်တမာရီကဆွဲစီထားသည့်အတွက်ကြောင့်အလုံးဟာတမာရီပေါ်မှာတည်ပြီးတော့နေကြလို့တမာတိဟာဥဆောင်ပြီးတော့စုစည်းပေးထားနိုင်တဲ့စွမ်းအင်လက္ခဏာရှိတယ်လို့ဒီလိုမှတ်သားရမှာဖြစ်တယ်လို့မိလိနာမင်းကြီးကိုရှင်းပြတယ်အဲ့ဒါလို့ရှင်းပြတော့ဘယံဥပမာကရောဟိရှင်ဘုရားနောက်ထပ်ဥပမာတစ်ခုထပ်ပေးနိုင်အောင်မလားပို့ပြီးတော့ရှင်းလင်းအောင်ထပ်ပေးပါအောင်ဆိုတော့ဘာနဲ့ဥပမာပေးတော့ဆိုယထာမဟာရာဇကောစီရာဇစတုရင်ကိနိယတေနာယတတ္ထေသင်္ကမ္မဩထရေယဘယင်ကိုယ်တိုင်ဥဆောင်ပြီးတော့စစ်ပွဲကိုဝင်နှွဲတယ်ဘယင်ကိုယ်တိုင်တိုက်တဲ့စစ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်မင်းရဲ့ကျော်စွာတို့ဘာတို့စစ်တမဟာနာမည်ကြီးတယ်ပေါ့နော်18နှစ်သားအရွယ်လောက်ကနေပြီးတော့တကယ်ကိုစစ်ဘရင်လုပ်ပြီးတိုက်ခိုက်ကြတယ်အဲ့ဒီလိုစစ်တိုက်တဲ့အခါမှာတဲ့နောက်လိုက်ဘိုးဘာစစ်တီတွေရှေးခေတ်ကတော့စင်တက်မြင်းတက်ယထာတက်ဆိုတာမြင်းယထာခြေလင်းစစ်တက်ဆိုပြီးတော့အချိုးကျဖွဲ့စည်းထားတဲ့အတိုင်းအဲ့ဒီစစ်တက်တွေအားလုံးဟာဘယင်ကိုယ်တိုင်ထွက်တိုက်ပြီးဆိုလို့ရှိရင်နော်ဘယင်ကိုယ်တိုင်ထွက်တိုက်အားလုံးစင်နေမြင်းနေပါတဲ့အားလုံးဟာဘယင်ကိုပဲဝိုင်းပြီးဝန်းရံချကြတယ်ဘယင်ကိုပဲဝန်းရံကြတယ်အကယ်၍ဘယင်ကိုဝန်းမရနိုင်ဘူးဆိုရင်ဘယင်မြန်မြန်စစ်ပွဲမှာကြာသွားနိုင်တယ်ပေါ့အားလုံးဟာဘယင်ကိုဥတီထားပြီးတော့စစ်အင်အားနဲ့ရန်သူကိုထိ
ဒီတိုက်ခိုက်ကြတယ်ပေါ့အဲ့ဒါလိုပဲတဲ့ကုသိုလ်တရားတွေမှန်သမျှတမာတိကိုသွားစုကြတယ်တမာတိစွမ်းအားနဲ့ကုသိုလ်တရားတွေရဲ့အစွမ်းတတ္တိဟာပိုထက်လာတယ်တမာတိကစုစည်းထားသည့်အတွက်ကြောင့်ကုသိုလ်တရားတွေဒါပြင်တမာတိကစုစည်းတဲ့ကုသိုလ်တွေဆိုတာဘာတွေတုံးဆိုရင်ခုနပြောတဲ့တတ္တာတို့သီလတို့နော်ဝိရိယတို့တတိတို့ပညာတို့ဆိုတာဒါတမာတိကနေစုစည်းထားတာဆိုင်ရာအစွမ်းတတ္တိတွေအလုံးကိုစုစည်းထားတော့တမာတိပေါ်မှာစုဝေးပြီးတော့ဝန်းရံနေကြတယ်လို့ဆိုလို့တယ်ပေါ့အဲ့ဒါလို့ဒါကြောင့်မို့လို့ကုသိုလ်တရားတွေမှန်သမျှကုသိုလ်မှန်သမျှတွေကိုဥဆောင်ဥရွက်ရှစ်ဆောင်လှုပ်ထားလို့ဝန်းရံခြင်းခံရလို့တမာတိကိုပမုခလက္ခဏာဥစီကောင်းဆောင်လုပ်တယ်ဆိုတဲ့အမှတ်သားရှိတယ်လို့ဒီလိုမှတ်သားရပါတယ်တဲ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဟောကြားထားခဲ့တာရှိပါတယ်တဲ့တမာတိနဲ့ပတ်သက်ပြီးတမာဒိန်ဘိက္ခွေဘာဝိထယဟန်တို့စိတ်တည်ငြိမ်မှုတမာတိကိုကိုယ်တဏ္ဍာမှာတိုးတက်လာအောင်ကြိုးစားကြတမာဟိတောယထာဘုဒ္ဓံဇာနာတိပတ္တိတမာတိရှိတဲ့ပုဂ္ဂိုလ်ဟာအမှန်ကန်ကိုနားလည်တယ်တမာတိကိုဖြစ်အောင်လို့တမာတိရှိလာပြီဆိုရင်အမှန်ကန်မြင်လာတယ်တဘာဝအစစ်မှန်ကိုတမာတိနဲ့မှမြင်နိုင်တယ်ပေါ့တမာတိနဲ့စုစည်းပေးထားလို့ရှိရင်မြင်လာနိုင်တယ်အဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကတမာဟိတောယထာဘုဒ္ဓံဇာနာတိပတ္တိတမာတိရှိတဲ့ပုဂ္ဂိုလ်ဟာယထာဘုဒ္ဓသိတယ်မြင်တယ်ဒါကြောင့်တမာတိဟာအရေးကြီးတယ်အဲ့တော့သိတယ်မြင်တယ်ဆိုတာပညာတစ်ခုတည်းနဲ့မဟုတ်တမာတိရှိမှအလုံးလမ်းမှန်တယ်လို့အဓိပ္ပာယ်ပြောလို့ခြင်းစွမ်းအားတစ်ခုဟာတမာတိရဲ့စုစည်းမှုရှိမှတရားလည်းကောင်းလာတယ်ဝိရိယတွေကလည်းကောင်းလာတတိတွေကလည်းကောင်းလာတယ်ပညာတွေကလည်းပို့ပြီးတော့ထက်မြက်လာစွမ်းဆောင်မှုတွေတမာတိကိုဥတည်ဝန်းရံပြီးတော့ဒီစွမ်းဆောင်ချက်တွေဟာဖြစ်ပေါ်လာဒါကြောင့်ကမ္မထာလို့အထုတ်တဲ့ပုဂ္ဂိုလ်တိုင်းဟာတမာတိကိုထူထောင်ကြတယ်တမာတိကိုထူထောင်လိုက်မှစိတ်တည်ငြိမ်လာပြီဆိုတော့မှကိုယ်ခန္ဓာကိုယ်ထဲမှာဖြစ်သမျှတွေကိုသိရှိနားလည်လာကြတယ်မမြဲဘူးဆိုတာလည်းသဘောပေါက်လာတယ်စိတ်ထဲမှာခံစားချက်တွေကိုလည်းပဲသိရှိလာတယ်စိတ်ရဲ့ဖြစ်ပေါ်တဲ့အခြေအနေတွေကိုလည်းသိလာတယ်မြည်သည့်အရာတွေပဲဖြစ်ဖြစ်ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတမာတိရှိလာပြီဆိုရင်ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားသိလာတယ်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေတောင်တမာတိကိုကျွတ်တင်ပြီးတော့ရရှိအောင်ကြိုးစားကြတယ်။ဘာဖြစ်လို့တမာတိလိုအပ်တာတော့ဆိုတမာဟိတောယထာဘုဒ္ဓံဇာနာတမာတိရှိမှအမှန်တိုင်းသိတယ်။တမာတိမရလို့စုစည်းခြင်းမရှိဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လာတော့ဆိုဥဒ္ဓိစ္စလို့ခေါ်တယ်စိတ်လွင့်ပြန်နေတာတွေရှိတယ်ဟိုအာယုံကနေတခြားအာယုံရောက်သွားလိုက်အာယုံမျိုးပေါ်မှာလွင့်ပြန်နေတယ်အဲ့လွင့်ပြန်ပြီးစိတ်ကိုစုစည်းလို့မရဘူးဆိုရင်စိတ်ရဲ့စွမ်းအားတွေဟာလည်းရောကျသွားတယ်ရန်သူနဲ့ရှင်ပြိုင်တိုက်ခိုက်တဲ့စစ်တပ်တရားဟာအချိုးကျစုစည်းနိုင်ခြင်းမရှိဘူးဆိုလို့ရှင်စစ်ရှုံးမှုသိကြအလုံးဟာစုစည်းထားနိုင်ပြီဆိုလို့ရှင်တက်ညီလက်ညီဆောင်ရွက်သည့်အတွက်ကြောင့်ရန်သူကိုနိုင်အောင်တိုက်နိုင်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့တမာတိဟာဥဆောင်လုပ်ပြီးတော့ကုသိုလ်တရားတွေအလုံးကိုစုစည်းထားနိုင်တဲ့စွမ်းရည်တတ္တိရှိတာဒါကြောင့်မို့ပါလို့ရှင်းပြလိုက်တဲ့အခါကျတော့မိလိန်နာမင်းကြီးကလက်ခံသွားတယ်ကံလောတိဗန္တိနာဂတေရှင်ပြတာတင်းတင်းလျောက်ပတ်ပါတယ်ကျင့်တတ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်တင်းတင်းလျောက်ပတ်ပါတယ်အဲ့ဒီလိုသူမေးတဲ့ကုသိုလ်တရားတွေဟာသီလတတ္ထာတစ်ခုစီသူမေးလာတာအဲ့ဒီလိုမေးလာလို့
အဲ့ဒီထဲမှာကျမ်းနေတဲ့တရားတစ်ခုကဘာလို့ဆိုပညာဆိုတာနဲ့ပတ်သက်ပြီးမေးပညာကိုမြန်မာလူမျိုးတွေကအတန်ထွက်တဲ့အခါပညာဆိုပြီးတော့ရရရပင်းတန်ထည့်ပြီးတော့ဆိုလို့ရှိကြတယ်အမှန်ကတော့ရရတန်ရပင်းတန်မပါဘဲနဲ့ပညာလို့ပဲဆိုသင့်တယ်ပေါ့နော်ပညာမဟုတ်ဘူးပညာဆိုရင်အပြင်ကညာနေတာပဲဖြစ်သွားတယ်မယ်အဲ့တော့ပညာလို့ပဲပြီးသားသားဆိုပညာဆိုတာကွယ်ကွယ်ပြားပြားခွဲခွဲခြားခြားသိတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရအဲ့ဒါနဲ့ပတ်သက်ပြီးတော့မေခွန်းထုတ်တယ်ဗန္တိနာဂသေနာခိလက္ခဏာပညာအရှင်နာဂသေနာပညာရဲ့အမှတ်သားလက္ခဏာကိုပြောပါအောင်နဲ့ပညာဆိုတာဘယ်လိုနားလဲရဘယ်ရာပဲဖြစ်ဖြစ်အမှတ်သားလေးတွေကနေကြည့်ပြောဆိုင်းလေးတွေရှိတယ်သူ့ရဲ့ characteristic လို့ခေါ်တယ်အမှတ်သားလေးတွေရှိတယ်အမှတ်သားကနေပြီးတော့ကြည့်ပြောချတယ်အဲ့တော့ပညာရဲ့သဘောတရားအမှတ်သားသူ့ရဲ့သဘာဝလက္ခဏာဘာလဲလို့မေးတာပေါ့ဆိုတော့ရှင်နာဂသေနာပြောတယ်ပုပ္ပိဝါခောမဟာရာဇမယဝုဒ္ဓစေရဏလက္ခဏာပညာတိရှေ့ပိုင်းနာမှာသူပြောခဲ့ပြီးသားပညာဟာစေရဏလက္ခဏာနော်ပညာဟာဆုံးဖြတ်ခြင်းလက္ခဏာရှိတယ်လို့ရှေ့နာမှာပြောခဲ့ပြီးသားမိလိနာမင်းကြီးကိုပြောထားတယ်ပညာဟာဖြတ်တောက်တယ်ယတိပြတ်သိနိုင်တယ်စေတနာလက္ခဏာဖြတ်တောက်ခြင်းဆုံးဖြတ်ခြင်းလက္ခဏာရှိတယ်လို့ပြောခဲ့ပြီးသားအပိစဩဘတလက္ခဏာပညာနောက်တနည်းပြောရမယ်ဆိုရင်ပညာဆိုတာအလင်းအောင်ဖြန့်ခြင်းလက္ခဏာရှိတယ်အလင်းပေးခြင်းလက္ခဏာရှိတယ်ပေါ့ပညာဆိုတာအလင်းနဲ့သဘာဝတူတယ်ပေါ့ဖုံးကွယ်နေတဲ့အရာတစ်ခုမှောင်ထဲရောက်နေတဲ့အရာတစ်ခုဆိုတာမျိုးမဖြစ်အောင်ပညာကအလင်းနဲ့အလားတန်တူတယ်လင်းနဲ့ချင်းလင်းချင်းစေတယ်ပွင့်လင်းနဲ့ထင်ရှားတယ်ဆိုတော့ပညာရဲ့အောက်မှာဆိုလို့ရှိရင်အလုံးဟာပွင့်လင်းနဲ့မြင်သာတယ်အလင်းရောင်အောက်မှာအလုံးဟာထင်ထင်ရှားရှားမြင်ရတယ်အဲ့ဒါကြောင့်ဩဘတလက္ခဏာအလင်းရောင်ပေးခြင်းလက္ခဏာရှိတယ်မှောင်းနေရင်သို့မဟုတ်ဝိုးတော်ဖြစ်နေရှင်းရှင်းလင်းလင်းမြင်ရမှာမဟုတ်ဘူးလင်းချင်းနေပြီဆိုလို့ရှိရင်တော့ကွယ်ကွယ်ပြားပြားမြင်ရတယ်ပေါ့အဲ့ဒါကြောင့်မို့အလင်းရောင်တဲ့ပညာနဲ့နှိုင်းရှင်ပြီးတော့ပြောထားတဲ့စကားတစ်ခုပဲရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမြင်အောင်ဆွမ်းဆောင်ပေးခြင်းလက္ခဏာရှိတယ်မြင်တတ်တဲ့စွမ်းရည်လက္ခဏာရှိတယ်ဒီလိုဆိုရပေါ့အဲ့လိုဖြေလိုက်တဲ့အခါမိလိန်နာမင်းကြီးကကထံပန္တိဩဘဒနာလက္ခဏာပညာဘယ်လိုပညာကလင်းချင်းအောင်လင်းလင်းချင်းချင်းသိတဲ့လက္ခဏာရှိတာတော့လို့ဆိုပညာမဟာရာဇဥပ္ပိစမာနာအဝိသန္ဒကာရီကာရံဝိတမေတိလူတွေရဲ့အသိစိတ်ထဲမှာအသိပညာဆိုတာဖြစ်လာပြီဆိုလို့ရှိရင်မသိဘူးဆိုတဲ့အမှောင်ဟာပျောက်သွားတယ်နော်မသိဘူးဆိုတာပညာဖြစ်လာလို့ရှိရင်မသိဘူးဆိုတာမရှိဘူးမသိတာအမှောင်နဲ့တူတယ်ပေါ့ကိုမသိတဲ့အကြောင်းအရာတစ်ခုသိလိုက်တာနဲ့လင်းသွားတယ်လေနော်ကိုမသိရင်မှောင်နေတာပဲကွယ်ထားသလိုဖြစ်နေဒါတွေကတင်စားပြီးတော့ပြောတာအမှောင်တို့အလင်းတို့ဆိုတာတင်စားပြောတာဒီပဂတိအလင်းကိုပြောတာမဟုတ်မသိသေးတဲ့အကြောင်းအရာဟာမမြင်ရတဲ့အကြောင်းအရာဖြစ်သည့်အတွက်ကြောင့်အမှောင်တို့ပြောတာသိလိုက်တဲ့အကြောင်းအရာဟာရှင်းရှင်းကြီးမြင်ရတာဖြစ်သောကြောင့်အလင်းလို့ပြောတာနော် metaphorically တင်စားပြီးတော့ပြောတဲ့စကားတစ်ခုပဲလောကကြီးမှာစကားလုံးအဓိပ္ပာယ်တွေကရှင်းလင်းအောင်တစ်ခုနဲ့တွက်ကပ်ပြီးတော့ပြောကြအားဒီတိုင်းဆိုပြီးတော့မရှင်းနိုင်ဘူးပေါ့ဒါကြောင့်မို့စိတ်ထဲမှာပညာတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်တဲ့မ
မသိဘူးဆိုတဲ့အမှောင်ကိုဖယ်ရှားပစ်ပြီးသားဖြစ်သွားတယ်အဝိဇ္ဇာဆိုတာမသိခြင်း ignorance လို့ ignorance မသိတာမသိတဲ့လူရှိမှဘာပြောသိကိုမသိတာသူကမသိဘူးဆိုတာနော်မသိတာနဲ့သိတာကတ်နေတာဖြစ်တော့လဲပဲမသိသေးတဲ့အကြောင်းအရာဆိုရင်ကိုယ့်အတွက်မှာဖုံးကွယ်နေတာပဲဖြစ်တယ်အမှောင်ထဲကအရာပဲဖြစ်တယ်သိလိုက်ပြီဆိုရင်အလင်းထဲရောက်သွားတဲ့အရာနဲ့တူတယ်ပေါ့အခန်းတစ်ခန်းဟာအလင်းရောင်ရှိလို့မှောင်နေပြီဆိုရင်အခန်းထဲမှာဘာတွေရှိတယ်ဆိုမမြင်ရအဲ့ဒါလိုပဲမသိတဲ့အကြောင်းအရာတစ်ခုဟာစိတ်ထဲမှာပေါ်လာနိုင်တာမရှိဘူးပေါ့ပညာဆိုတာဖြစ်လိုက်ပြီဆိုရင်သိသွားပြီသိသွားလို့ရှိရင်အမှောင်ပြောက်သွားတာ ਨੇ တူတူပဲလို့ဒီလိုတင်စားပြီးသုံးတယ်ဝိသောဘာတံစနေတိသိတယ်ဆိုတဲ့အလင်းကိုဖြစ်ပေါ်စေတယ်ညာနာလောကံဝိထံသေးတိအသိဉာဏ်ဆိုတဲ့အလင်းရောင်ကိုဖြစ်ပေါ်စေတယ်တပည့်စัจ जा မှာမြတ်စွာဘုရားဟောတာရှိတယ်လေနော်စက္ခုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအလောကောဥဒ္ဒပါတိအရင်တော့မသိဘူးတဲ့ဒါဟာဒုက္ခဒါဒုက္ခဖြစ်ကြောင်းတရားဒါကဒုက္ခချုပ်ငြိမ်းရာဖြစ်ပြီးဒါဒုက္ခချုပ်ငြိမ်းရာသို့ရောက်စေတတ်တဲ့အချင်းတရားဆိုတဲ့ဒီဒုက္ခသမုဒယនិရောဓမဂ္ဂဆိုတဲ့သစ္စာ၄ပါးအရင်ကမသိဘူးအခုကျတော့ဒါဒုက္ခဆိုတာသိသွားတယ်မြင်သွားတယ်စက္ခုံဥဒ္ဒပါတိမျက်လုံးရလာတယ်ဒီလိုဆိုလိုတာပေါ့မျက်စိမရှိတဲ့ပုဂ္ဂိုလ်တယောက်သို့မဟုတ်မျက်စိကန်းနေတဲ့ပုဂ္ဂိုလ်တယောက်မျက်လုံးတစ်ခါပြန်ကောင်းလာတယ်နော်မျက်စိကွဲနေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှမျက်စိငယ်ငယ်တည်းကမျက်စိကတိမ်ဖုံးပြီးတော့ကွဲနေတယ်ဆရာကောင်းသမားကောင်းနဲ့တွေ့လို့ကုသလိုက်တဲ့အခါကျတော့တိမ်ပြောက်သွားပြီးတော့အလင်းတွေမြင်လာရတယ်ဒါစက္ခုံဥဒ္ဒပါတိပဲနော်မျက်လုံးရလာတယ်မျက်လုံးရလာတယ်တင်စားတာပြောတာအတိညာစက္ခုံဥဒ္ဒပါတိညာဏဥဒ္ဒပါတိအတိတရားတွေရလာတယ်ပညာဥဒ္ဒပါတိခွဲခွဲခြားခြားသိတာတွေရအလောကောဥဒ္ဒပါတိအလင်းတွေရလာတယ်ဒီလိုဆိုလို့တယ်ဉာဏ်ဖြစ်လာသိလာပြီမသိတာဆိုမရှိတော့သိလာအဲ့ဒီလိုပညာဆိုတာအတိဆိုတဲ့အလင်းရောင်ကိုဖြစ်ပေါ်စေတယ်အရိယသစ္စာနိပါကတာနိကရောတိဒုက္ခသမုဒယនិရောဓမဂ္ဂဆိုတဲ့သစ္စာတရားတွေဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းကြီးသိလာတယ်အဲ့ဒီသိအောင်လုပ်ပေးတယ်အဲ့ဒါလို့သိလာတဲ့အခါမှာတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာဝိပဿနာမလုပ်ခင်ကမသိဘူးဝိပဿနာအလုပ်ကိုလုပ်ပြီးဆိုတဲ့အခါမှာဒီထွက်လေဝင်လေလေးပဲဗဟိုပြုပြီးတော့ခြိတာပဲဖြစ်စေခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေဗဟိုပြုပြီးတော့ခြိတာပဲဖြစ်စေစိတ်ခံစားမှုလေးကိုဗဟိုပြုပြီးတော့ခြိတာပဲဖြစ်စေကိုယ်စိတ်လေးကိုဗဟိုပြုပြီးတော့ခြိတာပဲဖြစ်စေခြိလိုက်တဲ့အခါမှာပေါ်လာလိုက်ပျောက်သွားလိုက်ဆိုတဲ့မမြဲတဲ့သဘောတရားကိုလည်းနားလည်လာတယ်မမြဲမှုတွေကအစင်ထာဝရဒလဆက်ရက်လို့မရအောင်နှိမ့်ဆက်နေတယ်ဆိုတဲ့ဒုက္ခသဘောတွေကိုလည်းနားလည်လာအဲ့ဒီမမြဲတဲ့အရာကြီးတစ်ခုမြဲအောင်လုပ်နိုင်စွမ်းကိုယ်မှမရှိဘူးကိုယ်ဆန္ဒအတိုင်းဘာတစ်ခုမှမရဘူးဆိုတဲ့အနတ္တသဘောတရားကိုလည်းပဲမြင်လာတယ်လို့ဆိုလိုတယ်ဒါကမ္မဋ္ဌာန်းတရားအားထုတ်ပြီးဆိုရင်အိစ္ဆဒုက္ခအနတ္တဆိုတာသိရှိလာတယ်အဲ့ဒါဘာနဲ့သိတာတော့ပညာနဲ့သိတာထို့တူပဲကမ္မဋ္ဌာန်းတရားအားထုတ်လိုက်တဲ့အခါမှာရုပ်နဲ့နာငါလွဲလို့ဘာမှမရှိဘူးဆိုတာရှင်းရှင်းလင်းလင်းကြီးသိသွားအဲ့ဒီယုံနံတွေဟာလည်းပဲဆိုင်ရာအကြောင်းတရားကြောင့်သာဖြစ်တာအကြောင်းပဲဖြစ်တာမဟုတ်ဘူးဆိုတော့လည်းရှင်းရှင်းလင်းလင်းသိသွားဖြစ်ပြီးယက်တည်နေတာမဟုတ်ဘူးမဖြစ်ခင်ကလည်းတဏှာမှာစုဝေးနေတာမဟုတ်ဘူးဖြစ်ပြီးပြတ်သွားတဲ့နောက်မှာလည်းတဏှာသွားပြီးစုပုံနေတာမရှိဘူးဆိုတာတွေလေရှင်းရှင်းလင်းလင်းကြီးနားလည်သွားတယ်ပေါ့
အဲ့ဒီနားလဲသွားတာဘယ်သူကနားလဲသွားတော့ဆိုပညာနားလဲသွားတာကိုတွေ့ပညာကအဲ့ဒါလိုသိစေတယ်လို့အနိစ္စန္တိဝါဒုက္ခန္တိဝါအနတ္တတိဝါသမ္မပညာယပတ္တိမှန်ကန်တဲ့ဝိပဿနာပညာနဲ့ဒါတွေကိုရှုမြင်နိုင်သွားတယ်ကိုထွေးချိတဲ့အခါအမြဲဘူးဆိုတဲ့သဘောတွေဟာထင်းထင်းရှားရှားသိလာတယ်လို့ဒါကြောင့်မို့လို့ပညာဟာဩဘာသနာလက္ခဏာအလင်းရောင်ပေးတာနဲ့တူတူပဲเนาะမသိသေးတာတွေကိုသိအောင်လုပ်ပေးတာသိစေတယ်ပညာစွမ်းနဲ့သိရတာဖြစ်သောကြောင့်ပညာဟာအလင်းသဘောပဲလို့ဒီလိုရှင်းပြတဲ့အခါရှင်းပြတဲ့ဥပမာပေးပါအောင်ပို့ပြီးတော့ထင်ရှားအောင်ဥပမာနဲ့ပြောပါအောင်ဆိုယထာမဟာရဇပုရိသောအန္တကာရိခေဟေပတိပံပဝေသေးယအိန္ဒိယကအခန်းတစ်ခုထဲမှာပရင်းပေါက်တွေကလည်းအကုန်လုံးပိတ်ထားတယ်ညလည်းညကာလဆိုပါစို့အဲ့ဒီအခန်းထဲဟာမှောင်နေတယ်ဘာမှမမြင်အောင်ဘာမှမမြင်ရတဲ့အခန်းထဲကိုမိထွန်းလိုက်တယ်နော်ဘာမှမမြင်ရလို့မှောင်ကြီးကျနေတဲ့အခန်းထဲကိုမိထွန်းလိုက်တဲ့အခါမှာတဲ့အဲ့ဒီထွန်းလိုက်တဲ့မီးသည်အခန်းထဲမှာရှိတဲ့အမှောင်ဟူသမျှကိုဖျောက်ပစ်တယ်မီးရောင်ကြောင့်အမှောင်တွေကလုံးဝပျောက်သွားတယ်ဒါကတော့အလွန်ထင်ရှားတဲ့ဥပမာပေါ့နော်မိထွန်းလိုက်ရင်မှောင်နေတာတွေမြန်မာလူမျိုးတွေကအမှောင်နဲ့အလင်းတော့ကျင့်သားရနေကြတာတရားစင်မီးကဝုတ်ကနေငြိမ်းသွားလိုက်မှောင်လိုက်ပြန်ထွန်းလိုက်ပေါ့နော်အဲ့တော့အမှောင်ထဲမှာအလင်းရောက်လာတယ်အဲ့တော့ဩဘတံစနေတိအလင်းတွေဟာဖြစ်ပေါ်လာတယ်အာလောကံဝိတံသေတိမျက်စိနဲ့ကြည့်လို့ရတဲ့အနေအထားမျိုးတွေဖြစ်လာတယ်ရူပါနိပါကတာနိကရောတိအခန်းထဲမှာဘာတွေရှိတယ်ဆိုတာပေါ်လွင်လာအောင်ဖော်ပြတယ်တဲ့အလင်းကအဲ့ဒါလိုပဲတဲ့ပညာဥပ္ပစ္စမာနာစိတ်ထဲမှာပညာဖြစ်ပေါ်လာပြီဆိုရင်အဝိဇ္ဇာဆိုတဲ့အမှောင်ကိုရှင်းပစ်တယ်ဝိဇ္ဇာဆိုတဲ့အလင်းရောင်ကိုဖော်ဆောင်တယ်ဉာဏ်ဆိုတဲ့အလင်းကိုမြင်ရတဲ့ဉာဏ်ဆိုတဲ့အလင်းကိုဖြစ်ပေါ်စေပြီးသစ္စာလေးပါးကိုထင်ရှားပြတယ်လို့ဒီလိုဆိုလိုတာပါလို့နော်ဖြေလိုက်တဲ့အခါကျတော့ကံလောတိဗန္တိနာဂသေနာရှင်ဖျားဖြေတာရှင်းပါတယ်တင့်လျောပါတယ်လို့ဘိလိဏမင်းကြီးကသဘောကျသွားအဲ့တော့သမာဓိနဲ့ပတ်သက်တဲ့မေခွန်းပညာနဲ့ပတ်သက်တဲ့မေခွန်းအဲ့ဒီမေခွန်း15ပုဒ်ထိမေးလို့ဖြေလို့ပြီးသွားတဲ့အခါမှာ16ခုမြောက်မေခွန်းကိုသူကဆက်မေးတယ်ဆက်သွယ်မှုတော့ရှိတယ်အခုပြောခဲ့တာတွေကဝိရိယတဲ့တတိတဲ့သမာဓိတဲ့ပညာတဲ့သဘာဝတရားတွေနော်တတ္တာဝိရိယတတိသမာဓိပညာစိတ်ဆွမ်းအားတွေအဲ့ဒီသဘာဝတရားတွေဟာသူစွမ်းဆောင်ချက်နဲ့သူ function နဲ့သူနော်သူရဲ့ဆောင်ရွက်မှုတွေကတစ်ခုနဲ့တစ်ခုမတူကြဘူးတတ္တာကစိတ်ကိုကြည်လင်စေတယ်ပြတ်သားစေတယ်ဆုံးဖြတ်စေတယ်ဝိရိယကထောက်ပံ့ကူညီပေးတယ်တွန်းထားပေးတယ်တတိကအမှတ်ရစေတယ်သမာဓိကဥဆောင်မှုပေးတယ်စုစည်းပေးတယ်ပညာကအလင်းရောင်ကိုပေးတယ်ဆိုဟောလှုပ်ဆောင်မှုတွေဒီသဘာဝတရားတွေဟာစိတ်ထဲမှာဆောင်ရွက်နေကြတော့လဲတစ်ခုနဲ့တစ်ခုတူညီမှုမရှိကြဘူးသူတို့ရဲ့ဆောင်ရွက်ချက်တွေဟာတစ်ခုနဲ့တစ်ခုမတူမတူဘူးဆိုတာစဉ်းစားကြည့်ဘုန်းကြီးတို့ကိုယ်ခေါင်းပိုင်းကိုကြည့်လိုက်ခေါင်းပိုင်းမှာမတူတဲ့စွမ်းဆောင်မှုတွေစုထားတယ်ဆိုတာသဘောပေါက်တယ်မျက်စိကမြင်မှုကိုစွမ်းဆောင်တယ်ကြားမှု तू မကတ်နိုင်ဘူးနော်မကြားတတ်ဘူးမကြားနိုင်ဘူးမြင်ုံပဲမြင်တယ် तू ကမြင်ခြင်းကိစ္စဆောင်ရွက်တယ်နားကအတန်ကိုကြားခြင်းကိစ္စဆောင်ရွက်တယ်နှာခေါင်းကအနံ့ကိစ္စနမ်းရှုခြင်းကိစ္စ
လျာကအယတကိစ္စခန္ဓာကိုယ်ကထိတွေ့မှုနဲ့အုံနောက်ကစဉ်းစားတယ်လို့ပြောမှာခေတ်စကားနဲ့ပြောတာနော်ပညာကစဉ်းစားအဲ့တော့မျက်စိနာနာဆိုတဲ့အရာဝတ္ထုတွေခေါင်းပိုင်းမှာရှိနေတယ်အဲ့ဒါတွေကတစ်ခုနဲ့တစ်ခုဆွမ်းဆောင်မှုတူလားလို့ဆိုမတူဘူးနော်မြင်စရာရှိရင်မျက်လုံးကြားစရာရှိရင်နားအနံ့ခံစရာရှိရင်နှာခေါင်းလက်ရက်ကြည့်စရာရှိရင်လျှာဆိုတာမတူကြဘူးတစ်ခုနဲ့တစ်ခုအဲ့ဒါလို့ပဲအခုတတ္တဝိရိယတတိသမာဓိပညာဆိုတဲ့ဒီသဘာဝတရားတွေဟာသူကိစ္စနဲ့သူဆောင်ရွက်ကြသို့သောစိတ်တစ်ခုထဲမှာသူတို့တူတူဖြစ်ကြတယ်စိတ်တစ်ခုမှာရှင်တွဲပြီးတော့ဆောင်ရွက်နေကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးသူကမေးမှာနာနာဓမ္မဧကကိစ္စမတူတော့လည်းပဲနော်သူကိစ္စသူဆောင်ရွက်တော်လည်းပဲအကျိုးဖြစ်ထွန်းလာတဲ့အခါတစ်ခုတည်းပဲသူကနော်ဒီတရားတွေဟာဥပမာမျက်စိကမြင်တယ်နားကကြားတယ်နှာခေါင်းကအနံ့ရှူတယ်လျှာကအလေးရက်တယ်ဘာလို့တုံးဆိုသိတယ်ပေါ့သိချင်းဆိုတာတစ်ခုပဲဖြစ်ပေါ်လာတယ်အကျိုးကဘာပဲဆိုတာသိသွားတယ်လေစားကိုမျက်စိကကြည့်ရင်အတွေ့အကြုံရနေလို့ဒါစားလို့ရမ်းပြောတာအဲ့ဒါတခါတလေတရားဖြစ်ခြင်းဖြစ်စားတဲ့တရားမှားခတ်တယ်လေတခါတလေအဲ့တော့မိဖို့ကြောင့်လည်းသွားပြီးတော့ခြာစေးနဲ့ဟိုတဲ့နဲ့လည်းပဲမှုန့်နဲ့လည်းသွားမထားနဲ့ဟိုဒုက္ခရောက်တတ်တယ်ပဲမှုန့်ထင်ပြီးတော့အဲ့ဒါခြာစေးနဲ့အတုပ်သုံးပြီးသွားရင်တော့သေပြီးသားမှတ်ပြီးတော့တကယ်မှားဘူးတာကိုပြောတာเนาะအဲ့ဒါရှိတယ်တကယ်မှားတာမိဖို့ကြောင့်လည်းမှအစိတ်တွေနဲ့ရောပြီးတော့မထားသင့်ဘူးစားတဲ့တရားမှားခတ်တာတော့ခဏခဏကြုံဘူးတာအဲ့တော့ဒီကိစ္စတွေဟာတစ်ခုစီဆောင်ရွက်တာဖြစ်တော့လည်းပဲဘာဖြစ်လဲဘာဆိုတာသိတာကြတစ်ခုတည်းပဲเนาะမျက်စိကနေမြင်ပြီးတော့လည်းသိတယ်နားကြားပြီးတော့လည်းသိတယ်နှာခေါင်းကနမ်းရှုပြီးတော့လည်းသိတယ်ခန္ဓာလျှာကလျက်ပြီးတော့လည်းသိတယ်အတွေ့အကြုံရခံမှန်းတာဉာဏ်နာအဲ့ဒါလိုပဲအခုတတ္တဝိရိယတတိသမာဓိပညာဆိုတဲ့ဒီသဘောတရားတွေနဲ့ပတ်သက်ပြီးမိလိန်နာမင်းကြီးကမေးပြန်ဗန္တိနာဂတေနာဣမေဓမ္မာဒီအခုပြောခဲ့တဲ့တတ္တကုသိုလ်တရားတွေတတ္တဝိရိယတတိသမာဓိပညာဆိုတဲ့ဒီကုသိုလ်တရားတွေဟာနာနာတန္တာတစ်ခုနဲ့တစ်ခုမတူကြဘူးတဲ့ဧကံအဋ္ဌံအဘိနိဗ္ဗာထင်ကြီးတစ်ခုနဲ့တစ်ခုသဘာဝချင်းမတူတော့လည်းပဲအကျိုးကိစ္စပြီးတာကြတော့တစ်ခုတည်းကိုဖြစ်စေနိုင်တယ်ဖြစ်စေနိုင်ကြတယ်မဟုတ်လားတဲ့နော်အလုံးဟာတစ်ခုနဲ့တစ်ခုသဘာဝချင်းမတူတော့လဲအကျိုးတစ်ခုကိုတော့တူညီသောအကျိုးတစ်ခုကိုတော့ပြီးစေနိုင်ကြတယ်မဟုတ်လားဆိုအာမမဟာရဇာဟုတ်တာပေါ့ဖြစ်နိုင်တယ်ဧကံအဋ္ဌံအဘိနိဗ္ဗာန်တိကျိုးကိစ္စတစ်ခုတည်းကိုပဲပြီးအောင်လုပ်သွားကြတယ်ဘယ်ကိစ္စတော့ဆိုကိလေသာကိုဖယ်ရှားခြင်းကိစ္စကမ္မဋ္ဌာန်းတရားအားထုတ်ပြီးဆိုလို့ရှိရင်သူတို့စုပေါင်းပြီးတော့လုပ်သွားတယ်ဖယ်တာကိလေသာပဲဖယ်မှာပဲเนาะဖယ်တာကိလေသာပဲဖယ်တယ်တတ္တဝိရိယတတိသမာဓိပညာတွေစုပေါင်းပြီးတော့အလုံးလုံးလိုက်ကြတယ်မဂ္ဂင်၈ပါးနဲ့ပြောမယ်ဆိုရင်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့မဂ္ဂင်၅မျိုးစုပေါင်းပြီးတော့အလုံးလုံးလိုက်ကြတယ်ရှုမှတ်တယ်နောက်ဆုံးမှာရလက်ကဘာလို့ဆိုကိလေသာကိုဖယ်ရှားခြင်းပဲတွေ့တာမှုကိုဖယ်ရှားတယ်မုန်းတိမှုကိုဖယ်ရှားတယ်မသိမှုတွေကိုဖယ်ရှားတယ်ဖယ်ရှားခြင်းဆိုတဲ့အကျိုးတစ်ခုတည်းပဲဖြစ်ပေါ်စေတယ်မဟုတ်လားဟုတ်တယ်အဲ့ဒီမှာမိလိန်နာမင်းကြီးကထပ်မေးတယ်ကထံပန္တိဣဝေဓမ္မာနာနာဧကံအဋ္ဌံအဘိနိဗ္ဗာန်တိကိလေသာဟနန္တိဒီသဘာဝတရားတွေဟာတစ်မျိုးစီမတူညီတဲ့အရာတွေဖြစ်တော့လဲကိလေသာကိုဖယ်ရှားခြင်းလို့ဆိုတဲ့အကျိုးတစ်ခုတည်းကို
ဘယ်ပုံပြီးစေတာတော့အရှင်ဘုရားဥပမာလေးနဲ့ရှင်းပြပါအောင်တဲ့ဥပမာနဲ့ရှင်းပြပါအောင်ဆိုရှင်နာဂသေနာရှင်းပြတယ်ယထာမဟာရာဇသေနာနာနာတန္တာစစ်တပ်ဆိုတာစင်တပ်ပဲဖြစ်စေမြင့်တပ်ပဲဖြစ်စေယထာတပ်ပဲဖြစ်စေခြေသည်တပ်ပဲဖြစ်စေခဏိခေကြတော့အမြောက်တပ်ပဲဖြစ်စေတန်ကြကာတပ်ပဲဖြစ်စေရိုင်းဖဲတပ်ပဲဖြစ်စေပေါ့နော်ခဏိခေဖွဲ့စည်းပုံနဲ့ဘယ်လိုတပ်မျိုးပဲဖြစ်စေရေတပ်ပဲဖြစ်ဖြစ်လေတပ်ပဲဖြစ်ဖြစ်ခြိတပ်ပဲဖြစ်ဖြစ်အဲ့ဒီစစ်တပ်တွေဟာနော်စစ်တပ်တွေဟာအကျိုးတစ်မျိုးတည်းကိုပဲဖြစ်ပေါ်စေတာတဲ့ဘာလို့ဆိုရင်စစ်ပွဲမှာရန်သူကိုအနိုင်ရခြင်းပဲရန်သူကိုနိုင်အောင်တိုက်လိုက်ခြင်းဟာတခုတည်းသောအကျိုးပဲအမြောက်နဲ့ပြစ်တာပဲဖြစ်ဖြစ်ဘာနဲ့ပြစ်တာပဲဖြစ်ဖြစ်ရန်သူကိုနိုင်အောင်လုပ်တာတခုတည်းပဲလေအဲ့ဒါလို့ရန်သူကိုချိုးနှိမ်ပြစ်ခြင်းလို့ဆိုတဲ့ကိစ္စတခုတည်းကိုဆောင်ရွက်တာအဲ့ဒါလိုပဲမင်းကြီးတဲ့ဒီတရားတွေဟာတဘာဝအဖြစ်မတူညီကြတော့လည်းပဲအကျိုးတစ်မျိုးတည်းလို့ဆိုရတယ်ကိလေသာကိုဖယ်ရှားခြင်းကိစ္စမှာတော့အလုံးဟာတူညီကြတယ်လို့အလုံးဟာကိလေသာကိုဖယ်ရှားခြင်းဆိုတဲ့ကိစ္စမှာတူညီသောဆောင်ရွက်မှုတွေရှိကြတယ်အကျိုးတစ်ခုပဲဖြစ်တယ်ဆိုတော့မိလိန်နာမင်းကြီးကသဘောကျသွားပြီကံလောတိဗန္ဒီရှင်ဘုရားဖြေတာတင့်တော်ပါတယ်ကျင့်တတ်ပါတယ်လို့လက်ခံလိုက်အဲ့တော့ဒီမိဂုံးနေနဲ့ပတ်သက်လို့သူကဒါပြီးသွားတာအားလုံးမိဂုံးပေါင်းဒီနေရာမှာ16ခုဖြစ်သွားတယ်16ခုတစ်ခုနဲ့တစ်ခုတော့ချိတ်ဆက်ပြီးတော့မေးသွားတာပဲသူမိဂုံးပေါင်း16ခုအဲ့16ခုထဲမှာမိလိန်နာမင်းကြီးမေးတာကတော့15ခုဟိုအနန္တကာယဆိုတဲ့အမတ်ကြီးမေးတာတစ်ခုပါနေတယ်အဲ့တော့အားလုံးပေါင်းတော့16ခုမိဂုံးပေါင်း16ခုမေးလို့ပြီးသွားပြီအေးနောက်18ခုမြောက်မေဂွန်းတစ်ခုကိုတော့သူမေးတယ်။ဘာနဲ့ဆက်ဆက်လာတော့ဆိုလို့ရှိရင်ရှင်နာဂသေနာကိုမေးတဲ့အခါမှာရှင်ဘုရားသေသွားပြီးတဲ့နောက်ပြန်ပြီးတော့မွေးဖွားတဲ့လူမမွေးဖွားတဲ့လူနော်ရှိသလားဆိုမေးကုန်မေးအေးသေသွားတဲ့ပုဂ္ဂိုလ်တွေဟာပြန်ပြီးမွေးတဲ့လူလည်းရှိတယ်ပြန်မမွေးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဘယ်သူတွေကပြန်မွေးပြီးဘယ်သူတွေကပြန်မမွေးတာတော့ဆိုကိလေသာမကင်းသေးရင်ပြန်မွေးမယ်တဲ့ကိလေသာမကင်းသွားပြီဆိုရင်ပြန်မမွေးတော့ဘူးလို့သူဖြေခဲ့တယ်ပေါ့နော်ဟုတ်ပြီကိလေသာမကင်းလို့ပြန်မွေးပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်နဲ့ပတ်သက်ပြီးသူကမေခွန်းနေမေးပဲအဲ့ဒီမေခွန်းကိုဓမ္မတန္တတိမေခွန်းလို့ခေါ်တယ်ဓမ္မဖြစ်စဉ်ကြီးတစ်ခုတဘာဝဖြစ်စဉ်ကြီးတစ်ခုနဲ့ပတ်သက်ပြီးမေးပဲလူဆိုတာ online လို့ပြောခြင်းပြောလို့ရတယ်တရားတူမှာသူ့ line နဲ့သူသွားနေတာမရောထွေးဘူး line မပူဘူးเนาะ line ပူရင်လည်းရှုပ်ကုန်မှာပေါ့ကို line နဲ့ကိုသွားနေတာကို line နဲ့ကိုသွားတာစိတ်သာချ line မပူဘူးသိချ short မဖြစ်ဘူးเนาะကို line နဲ့ကိုသွားနေကြမှာတန်တရားထဲမှာကို line နဲ့ကိုသွားတာအဲ့ဒီမှာဖြစ်စဉ်ကြီးတစ်ခုနဲ့သွားနေတဲ့အခါမှာလူတယောက်မှာဖြစ်စဉ်ကြီးတစ်ခုနဲ့သွားနေတာ ਨੇ ပတ်သက်ပြီးဓမ္မတန္တတိဒီ natural process လို့ပြော nature's process nature ရဲ့ဖြစ်စဉ်ကြီးတစ်ခုတရားတူပဲဆိုပါစို့လူတယောက်ပဲဆိုပါစို့အဲ့ဒါ ਨੇ ပတ်သက်ပြီးသူကမေးခွန်းတစ်ခုမေးတယ်ဗန္ဒေနာဂသေနာယောဥပ္ပစ္စတိသောဧဝသောဥရဟုအညောလူတယောက်သေပြီးတော့မွေးလာတဲ့ဆိုလို့ရှိရင်တဲ့အဲ့မွေးလာတဲ့လူဟာအဲ့သေသွားတဲ့လူပဲလားသို့မဟုတ်နောက်တစ်ယောက်လားဒီမေကုန်းမေးတာနော်သေသွားတဲ့လူပဲပြန်မွေးတာလားသို့မဟုတ်နောက်တစ်ယောက်လားဒီမေကုန်းမေးတယ်မေးတော့
ရှင်နာဂတေနာတူတူပဲဖြေလိုက်တယ်နာသသောနာသအညောဒီလူလည်းမဟုတ်ဘူးတခြားလူလည်းမဟုတ်ဘူးနော် double negative နဲ့ဖြေတာ neither he nor others neither the same person nor different person သူလည်းမဟုတ်ဘူးတခြားလူလည်းမဟုတ်ဘူးမရှိဘူးရှိတဲ့ကားဆိုတာကြာနော်အဲ့တော့သူတယောက်သူလည်းမဟုတ်ဘူးတခြားလူလည်းမဟုတ်ဘူးလို့ဖြေတာဥပမာကရောဟိအရှင်ဘုရားဥပမာနဲ့ရှင်းပြပါအောင်တဲ့ဥပမာနဲ့ရှင်းပြပါအောင်ဆိုတန်ကိမညတိမဟာရာဇရှင်မင်းကြီးဘယ်လိုအောင်းမေ့တယ်လဲတဲ့ရှင်မင်းကြီးထင်တဲ့အတိုင်းဖြေကြည့်ပါယထာတွန်တဟရောသောယေဝတွန်ဧတရဟိမဟန္တောမိလိန်နာပေါက်စလေးကမိလိန်နာအကြီးကြီးဖြစ်လာတာလားဆိုမေကွန်မေးတာနော်ငယ်ငယ်လေးတုန်းကရှင်မင်းကြီးပဲအခုဟာအသက်အရွယ်ရတဲ့မိလိန်နာမင်းကြီးလားလို့နော်ငယ်ငယ်တုန်းကမိလိန်နာမင်းကြီးပဲလားငယ်ငယ်တုန်းကမိလိန်နာမင်းကြီးဆိုလို့ရှိရင်လေသူကကလေးပေါက်စာအခုချိန်မိလိန်နာမင်းကြီးကကလေးပေါက်စာမဟုတ်ဘူးနှခမ်းမွေးကြီးနဲ့မုတ်စိတ်မွေးကြီးတွေနဲ့ငယ်ငယ်တော့မုတ်စိတ်မွေးမပါသေးဘူးလေနော်အဲ့တော့ငယ်ငယ်တုန်းကကလေးပေါက်စာလေးကဒီမိလိန်နာမင်းကြီးလားလို့ဆိုဘုရင်ကြီးကသူကအယုခံတိုင်းပဲသူကဖြေလိုက်တယ်နာဟိပန္တိမဟုတ်ပါဘူးတဲ့အညောသောဒေရောအညောအဟံဣတရဟိမဟန္တောငယ်ငယ်တုန်းကဟာကတခြားအခုမိလိန်နာမင်းကြီးဖြစ်နေတာကတခြားလို့သူပြောလိုက်တယ်အဲ့လိုတော့တူတယ်လို့ပြောလို့မှရမှာမရတာတူတယ်လို့ပြောလိုက်လို့ရှင်လေဟေးပေါက်စာလေးမိလိန်နာပေါက်စာတုန်းကနှခမ်းမွေးမှမပါတာအခုနှခမ်းမွေးကားကြီးနဲ့ဖြစ်နေဘယ်လိုလုပ်တူမှာတော့မိလိန်နာပေါက်စာလေးကသေးသေးလေးလေခုမိလိန်နာအကြီးကြီးထောထောကြိုင်ကြိုင်ကြီးဆိုဘယ်လိုလုပ်တူမှာအဲ့တော့သူကဖြေလိုက်တာတော့အညောသောဒေရောတဲ့ငယ်ငယ်လေးကတခြားလူအခုကြီးလာတော့လေတခြားလူပဲဖြစ်တယ်လို့အဲ့လိုဖြေလိုက်တော့အဲ့တော့ရှင်နာဂတေနာကအဲ့မှာသူဖြေဆိုချက်ပေါ်မှာထပ်ပြီးတော့အခြေတင်နဲ့ထပ်ပြီးတော့မေးခွန်းတွေထုတ်ပြန်တယ်ဒီနေ့ကတော့ရှင်နာဂတေနာအလှဲ့ပဲပေါ့နော်မိလိန်နာမင်းကြီးရဲ့ဖြေဆိုချက်ပေါ်မှာစောရကတက်လိုက်တယ်ဘာစောရကတက်တာဧဝံတန္တိမဟာရာဇရှင်မင်းကြီးဒီလိုဆိုလို့ရှိရင်တဲ့မာတာတိပိနဝေတတိမိလိန်နာရဲ့အမေဆိုတာမရှိနိုင်ဘူးတဲ့အဲဆိုမိလိန်နာပေါက်စာလေးသာပိတာတိပိနဝေတတိအဖေဆိုတာလည်းမရှိနိုင်ဘူးတဲ့နော်အာစရိယောတိပိနဝေတတိဆရာဆိုတာလည်းမရှိနိုင်ဘူးခုကြီးတော့သူဆရာမရှိတော့ဘူးလေတခါသိပ္ပဝါတိပိအတတ်ပညာရှင်ဆိုတာလည်းမဖြစ်နိုင်ဘူးသီလဝါတိကိုချင်းသီလကောင်းသူဆိုတာလည်းမဖြစ်နိုင်ဘူးပညာဝါတိပိနဘဝေတတိပညာရှိသူဆိုတာလည်းမဖြစ်နိုင်ဘူးတဲ့ရှင်မင်းကြီးစဉ်းစားကြည့်နော်တဲ့ရှင်မင်းကြီးရဲ့ဘဝဟာအစဉ်စဉ်ပြောင်းလဲလာတာဖြစ်တယ်သူကဘာနဲ့ပြောတော့ဆို embryology နဲ့ပတ်သက်ပြီးမေးပါအဲ့ပါနော် embryology ဆိုတာခုခေတ်မှာပေါ်လာတာမဟုတ်ဘူးမြတ်စွာဘုရားဟောခဲ့တာလူသားတစ်ယောက်လူရဲ့ခန္ဓာကိုယ်ဟာဘယ်ကစပြီးဘယ်လိုဖွံ့ဖြိုးတိုးတက်လာတယ်ဆိုတာ embryology လို့ခေါ်တယ်အဲ့ဒီ embryology ကဒီတတိကစအားလုံးကြားဖို့နေကြတယ်ကလလရေချီလေးအစမိခင်ရဲ့ဝမ်းထဲမှာကလလရေချီလေးအစကလလရေချီကနေပြီးတော့တပတ်ပြည့်တဲ့အခါမှာအမြုပ်ကလေးတွေဖြစ်လာတယ်ခဏခေ embryology မှာကြည့်ပုံလေးတွေလည်းဒီတိုင်းပဲပြထားတယ်ဖះဟောတာနဲ့တစ်ထပ်ထဲပဲသူကပထမဆုံးကအင်မတန်မှသေးငယ်တဲ့အဆက်ပေါက်ကလေး
ဘယ်မှာရှိတော့ဆို oval နဲ့ span ပေါ်မှာ span ထဲမှာအင်မတန်သေးငယ်တဲ့အဆက်အပြောက်လေးကိုကလလရေချီလို့ခေါ်တယ် oval နဲ့ span ဆိုတာ swine အနေနဲ့ပဲမျိုးစေ့ကကလလဖွဲ့စည်းထားလိုက်တာအဲ့ဒီမှာရုပ်တွေပါတယ်နာမ်တွေပါတယ်နော်သို့တော့ခဏခေတ်စေပညာအဲ့ဒါအသက်ရှိတယ်လို့မယူဆဘူးရသော်ဘုရားရဲ့တရားဒေသနာတော်အရအဲ့ဒီအချိန်ကစပြီးအသက်ရှိနေပြီနော်အသက်ရှိလို့ကြီးထွားလို့ရလေလူတွေကရှုရှဲလုံးမှအသက်ရှိတယ်လို့ထင်တာရှုရှဲမလုပ်ခင်ကအသက်ရှိလာတယ်နော်အသက်ဆိုတာအဲ့ဒီအစရဟန်းနေဟာဒါကြောင့်မို့ကိုဝန်ကြစေးပေးတာစပြီပါရာဇိကကြတယ်လို့ပြောတယ်လူသားမှုတွေမှာပါမနုဿဝိကလူသားလို့ဆိုတာတမတ်တာဟာသုတိစိတ်ကြပြီးတဲ့နောက်မှာပထမဆုံးပေါ်လာတဲ့ဝိညာဉ်စိတ်ကလေးဖြစ်လာကြတဲ့ကပေါ်လာကြတဲ့ကစပြီးတော့လူလို့ခေါ်တော့တာခဏခေတ်မှာတော့လူသားမပြီးသားသေးတော့လူမဖြစ်သေးတဲ့အောင်အောင်ပြောကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကြက်ဥပြဿနာတက်တာနော်ကျဲဥဆိုတာဆွိုင်းမယ်လေအဲဆွိုင်းထဲမှာအကောင်တရေလေးပါလာတရေလေးပါလာလို့ရှင်မပါဘူးဆိုတဲ့ကျဲဥကပုတ်သွားမှာပဲလေကြီးထွားလာဖို့မဖြစ်ဘူးသူ့ရဲ့စွမ်းဆောင်မှုသူ့ရဲ့တရေကံတရားကြောင့်ဒီကျဲဥတွေကတရေလေးပါလာလို့ဒီကျဲဥကကျက်မကြီးကဝိုးဝိုးပြီးတော့သူချီချီလာတာအဲ့တော့ကျက်ဥဟာတတ်လွတ်လားလို့မေးကြရှိတချို့ကလည်းလေဥလို့ပြောကြတယ်လေကဥသလားမဥလားတော့မသိဘူးနော်ကျက်ဥထဲမှာတရေတီတာတော့သိချတယ်ကျက်ဥထဲမှာတော့တရေရှိတာတော့သိချတယ်အဲ့ဒီမဲ့တရေရှိမှန်းသိရတဲ့နဲ့ပြုတ်စားရင်တော့လည်းပဲနော်အကုသိုလ်တော့ဖြစ်တာပဲအကုသိုလ်ဖြစ်မှာပဲတရားဝါပဲသူကအော်ဤအော်ဖြစ်မှတရေကျက်မဟုတ်ဘူးမတွင်ငင်တဲ့ကျက်ဖဲအဲ့ဒါလူလည်းပဲထို့တူပဲကလလရေကြီးအစစ်မှာစပြီးတော့လူလိုသတ်မှတ်တယ်ဟုတ်ပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့မေခွန်းမေးမှာ embryology မှာပထမံကလလံဟောတိကလလဟောတိအဘုဒ္ဓအဘုဒ္ဓဇာတိပေတိနိဗ္ဗတတိခနောခဏပတာခာဇာယန္တိကေတာလောမနခာပိစာဆိုပြီးမြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေဟာလူသားတစ်ယောက်ဟာဘလို့ဖွံ့ဖြိုးတိုးတက်လာတယ်ဆိုတာရုပ်ခန္ဓာကြီးဟာဘလို့ကြီးထွားလာတယ်ဆိုတာကိုမိခင်ဝမ်းနဲ့မှထိအောင်ပြောပြအဲ့တော့ပထမရက်တစ်ပတ်မှာကလလဆိုတဲ့ရေပေါက်ကလေးလိုဟာလေအဲ့ဒါလေးကနောက်ကြတော့နောက်တစ်ပတ်ကြာတဲ့အခါကျရက်တစ်ပတ်ကြာတဲ့အခါကျတော့အမြုပ်ကလေးတွေဖြစ်လာအဲ့ဒီအမြုပ်ကလေးတွေကတစ်ပတ်ကြာတဲ့အခါမှာအနှစ်ကလေးလိုဖြစ်လာတယ်ပေတိလို့ခေါ်တယ်အဲ့ဒီအနှစ်ကလေးတွေကနောက်တစ်ပတ်ကြာတဲ့အခါမှာအတုံးခဲလေးဖြစ်လာအဲ့ဒီအတုံးခဲလေးတွေကနောက်တစ်ပတ်ကြာတဲ့အခါမှာသူကခက်မ9ပြားဆိုတာဘူးလေး9ခုပါလာအဲ့ဒီဘူးလေး9ခုကဘူးတစ်ခုကခေါင်းနာနီးတဲ့ဘူးနှစ်ခုကလက်နှစ်ဖက်အောက်ခြေကခြေနှစ်ဖက်ဆိုပြီးတော့လူမှာအဲ့ဒီလိုလေးစလာတာခဏပတခါဆိုခက်မှ9ပြားဖြစ်လာအဲ့ဒီကမှနောက်ရက်ပတ်ဒီမှာဆံပေနုပေါ်လာတာတို့ခြေသက်လက်သက်ပေါ်အကောင်ထဲပေါ်လာတယ် embryology မှာပုံနဲ့ပြထားအဲ့ဒီပုံစံတိုင်းပဲเนาะအဲ့ဒီလိုရက်တစ်ပတ်ကိုအတိအကျပြသွားတာဘယ်ချိန်မှမျက်စိစပေါ်တယ်ဆိုတာတွေရောစာပေကျမ်းဂန်ထဲမှာမြတ်စွာဘုရားကတော့ general point အနေနဲ့အဲ့ဒီနေရာမှာဟောလိုက်တာเนาะဟုတ်ပြီအဲ့ဒါနဲ့ကင်ပြီးတော့မိဒိဏမင်းကြီးကိုရှင်နာသေးရမေးတယ်ကိဏုခောမဟာရာဇအညောဧဝကလလတ္တမာတာကလလရေချီလေးရဲ့အမေကတယောက်လားတဲ့အဲ့ကလလရေချီလေးကနောက်ကြတော့အဖုဒ္ဓဆိုတဲ့အမြုပ်ဖြစ်တယ်အမြုပ်ရဲ့အမေကတခြားလားတဲ့တခါအနှစ်လေးပေါ်လာတဲ့အခါမှာအဲ့ဒီအနှစ်ကလေးရဲ့အမေကတခြားလားတဲ့သို့မဟုတ်အလုံးခဲလေးဖြစ်လာတဲ့အခါမှာခဏဆိုတဲ့အလုံးခဲလေးရဲ့အမေကတခြားလားဟော
ကလေးငယ်လေးရဲ့အမေကတခြားလားအသက်ကြီးသွားတဲ့နောက်ရဲ့အမေကတခြားလားအဲ့တော့ပညာသင်ကျောင်းတိုက်တုန်းကကျောင်းတက်တဲ့လူကတခြားလားတဲ့ပညာတတ်ကြီးဖြစ်သွားတာကနောက်တစ်ယောက်လားတဲ့နော်သူကျောင်းသားတော့ကပေါ့စာလေးပဲလေစာသင်နှုန်းကဒီရွယ်မဟုတ်စာသင်တဲ့လူကတခြားလားအသက်ကြီးလာတဲ့အခါပညာတတ်ဖြစ်သွားတော့တခြားလားမကောင်းမှုအကုသိုလ်တွေအရက်တွေတောက်ဖဲတွေရိုက်နော်မဟုတ်တာတွေအကုန်လိုက်တဲ့လှုပ်တဲ့လူကတခြားလားလက်ဖြတ်ခြေဖြတ်ရာဇဝမှုတွေလက်ဖြတ်ခံရတယ်ထောင်ကျခံရတယ်ဆိုတဲ့လူကတခြားလားရာဇဝမှုတွေကျူးလွန်လို့ဖမ်းပြီးတော့ထောင်ချခံရတယ်ရာဇဝမှုလုပ်တဲ့လူကတခြားလားထောင်ချခံရတာတခြားလားအဲ့လိုမေးလိုက်တဲ့အခါကျတော့နာဟိဗန္တိမဟုတ်ဘူးကိုရောတဲ့တွန်ပဏ္ဏဗန္တိဧဝံဟုတ်ဒီကိဉ္ဝရိယတိသူမဖြေတတ်တော့ဘူးအရှင်ဘုရားကိုမေးရင်ရောအရှင်ဘုရားဘယ်လိုဖြေမလဲတဲ့ဒီမေးခွန်းတွေကိုအရှင်ဘုရားကိုမေးမယ်ဆိုရင်အရှင်ဘုရားဘယ်လိုဖြေမလို့ဆိုသူဖြေမယ်တဲ့အဟိညေဝမဟာရာဇဒရောဟောတိသူပဲငယ်ငယ်တုန်းကနော်ငယ်တုန်းကဖြစ်ခဲ့တာလဲသူပဲအဟိညေဝဣတရိမန္တောအခုသူပဲအရွယ်ရောက်လာတယ်ဟောဒီခန္ဓာကိုယ်ကြီးကိုအမိပြုတ်ပြီးတော့အားလုံးဟာပေါင်းစုမိသွားတာဖြစ်တယ်ပေါ့ online ဖြစ်တာကိုဖြစ်တာเนาะ line တစ် line နဲ့ပဲမတူညီတာတွေဟာပေါင်းစုသွားတာငယ်တုန်းကလည်းသူပဲကြီးတော့လည်းသူပဲအဲ့ဒါတွေဟာအကုန်လုံးပေါင်းစပ်မိသွားတာလို့ငယ်တုန်းကရုပ်တွေကကြီးတဲ့ပေါင်းသွားတယ်ပေါ့เนาะငယ်တော့နှခမ်းမွေးမပါသေးဘူးပေါ့ကြီးတော့ပါမှာပေါ့အဲ့တော့နှခမ်းမွေးမပါတဲ့ရုပ်နဲ့နှခမ်းမွေးပါတဲ့ရုပ်နဲ့ပေါင်းမိသွားတယ်ပေါ့နောက်ဆုံးမှာစပ်မိသွားတယ်လို့သူဆိုလို့ဒါရှင်နာဂသေနာပြောတဲ့အခါအဲ့ဒီလိုပြောတာတော့နော်သူမိကုန်းကိုသူဖြေလိုက်တာအင်းကြီးဝမဟာရာဇဒရောဟောတိသူဒီပင်ငယ်ဖြစ်ခဲ့တယ်အဟိညေဝဣတရိမန္တောသူဒီပင်ခုအသက်ကြီးတဲ့အရွယ်ဖြစ်လာတယ်ဣမမေဝကာယံနေတယတပ္ပိတိဧကသင်္ဃအားလုံးဟာဒီခန္ဓာဒီကာယကိုမှီပြုပြီးတော့ဖြစ်နေတာတွေကြီးပဲ line တစ် line နဲ့ပဲလို့ဆိုလိုတယ်เนาะဒီ line တစ် line နဲ့မှာဖြစ်တယ်လို့အရှင်ဘုရားဥပမာပေးပြီးတော့ရှင်းမအောင်တဲ့ဥပမာလေးနဲ့ရှင်းမအောင်ဆိုယထာမဟာရာဇကောစီဒေဝပုရိသောပတိပံပတိပေးရမင်းကြီးတဲ့တယောက်ယောက်ဟာစီမီခွက်တစ်ခုထွန်းနေပေါ့အဲ့ဒီသူထွန်းထားတဲ့စီမီခွက်လေးဟာတညာလုံးလင်းနေတယ်ဆိုပါစို့တဲ့တညာလုံးလင်းတယ်မဟုတ်လားစီနဲ့မိစာနဲ့တေချာထည့်ထားရင်တညာလုံးခံနိုင်တဲ့စီတညာလုံးခံနိုင်တဲ့မိစာနဲ့ထွန်းထားရင်တညာလုံးလင်းတယ်ပေါ့နော်အဲ့ဒီတညာလုံးလင်းတယ်မဟုတ်လားလို့ဆိုတော့အာမသဗ္ဗရတိန်ဒီပေးရလင်းနိုင်ပါတယ်တဲ့တညာလုံးအဲ့ဒါဆိုလို့ရှိရင်ကိဏုခောမဟာရာဇယာပုရိမေယာမေအစ္စိတာပစ္စည်းမေယာမေအစ္စိညကို၃ပိုင်းပိုက်လိုက်တယ်ပထမယံမစ္စည်းမယံပစ္စည်းမယံပထမယံဆိုတာ6နာရီလောက်ကနေည10နာရီလောက်ထိ10နာရီကနေည2ချက်လောက်ထိအောင်2နာရီလောက်ထိအောင်မစ္စည်းမပစ္စည်းမယံမစ္စည်းမယံနှစ်ချက်တို့ရဲ့ဟိုဘက်မနေ့6နာရီထိအောင်ပစ္စည်းမယံလို့ညကို3ပိုင်းပိုက်လိုက်3ပိုင်းပိုက်လိုက်တော့တညလုံးလင်းနေတဲ့စီမီကိုမေးကြည့်လိုက်တယ်ပထမယံကမိလျံသည်ဒုတိယယံကမိလျံဖြစ်တာလားမစ္စည်းမယံကမိလျံဖြစ်တာလားမစ္စည်းမယံကမိလျံသည်ပစ္စည်းမယံကမိလျံဖြစ်တာလားလို့ဆိုမိလျံမင်းကြီးဖြစ်ဖြေတယ်မဟုတ်ဘူးတဲ့နော်ပထမယံတုန်းကမိထောက်ကလေးကကုံသွားပြီလေဒုတိယယံမိထောက်ကတခုတတိယမိထောက်သို့တော့ဆက်နေတာပထမယံမိထောက်ကဖျောင်းနိုင်လေးထွန်းတိုင်းတိုးသွားပြီပေါ့ကုန်ပြီပေါ့မဟုတ်ပါဘူးတဲ့တ
တန်ယေဝနေတာယတပ္ပရတမဟုတ်ဘူးတဲ့အဲ့ဒီစီနဲ့အဲ့ဒီမိစာကိုမှီပြုတ်ပြီးတော့ဒီမိတော့ကလေးဟာရှိနေတာတဲ့သဘောပေါက်သွားဒီမိတော့ကလေးဟာဒီမိတော့ကြည့်ဖြစ်တာမဟုတ်ဘူးပထမဆုံးထွန်းလိုက်တဲ့မိတော့လေးကပထမမိစာနဲ့ပထမစီကကုံသွားပြီလေနော်ဘာလို့မီးလောင်နေလို့ရှင်စီကလည်းခန်းနေတာပဲလေမိစာလည်းကုံနေစီကလည်းခန်းနေတဲ့သဘောတရားရှိတယ်ဒုတိယမီးတော့ဒုတိယမိစာတတိယမီးတော့တတိယမိစာတစ်ခုတည်းမှာတညာလုံးခံတယ်ဆိုတာဒီတစ်ခုတည်းမိစာလည်းကုံမသွားဘူးစီကလည်းခန်းသွားတာမဟုတ်ဘူးစီကလည်းခန်းသွားတယ်စီကလည်းယော့သွားတယ်လေအဲ့ဒါကြောင့်မို့ပထမယံကမီလျံဒီဒုတိယယံမီလျံမဟုတ်ဘူးဆိုတော့ဘုရင်ကြီးကသဘောပေါက်သွားတယ်သို့တော်လည်းဒီတစ်ခုတည်းကိုပဲအမိပြုတ်ပြီးတော့တညာလုံးလင်းနေတယ်လို့ပြောနိုင်ပါတယ်ရှင်မင်းကြီးတဲ့အဲ့ဒီဥပမာတိုင်းပဲဓမ္မသဘောတဘာဝတရားဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့သွားတာပါတဲ့နော်ဆက်ဆက်ပြီးသွားနေတာတဲ့ဒီဆက်ဆက်သွားနေတာကိုသဘောပေါက်ဖို့လိုတယ်ပေါ့အားလုံးဟာနောက်ဆုံးမှာပေါင်းဆက်သွားတယ်ဆက်ဆက်သွားမှုတွေဟာတစ်ခုနဲ့တစ်ခုအပြောင်းလဲတွေရှိတော့လဲအားလုံးဟာဆက်မိသွားတယ်ပေါ့in your opacity in your nerosity ဖြစ်လာတာတစ်ခုချုပ်သွားတာတစ်ခုအပုပ္ပံအစရိမံဝိယတန္တဟတိရှေးကမိတော့ကလေးကချုပ်သွားတော့နောက်ထပ်မိတော့ကဆက်လာတယ်နော်ဆက်လာလို့ရှေးကမိတော့လေးချုပ်သွားမှနောက်မိတော့လေးကပေါ်လာတယ်နောက်မိတော့လေးချုပ်တော့နောက်မိတော့လေးတစ်ခုကထပ်ပေါ်လာတယ်ဆက်ဆက်သွားတယ်စက်မိသွားတယ်စက်မိသွားတာဟာရှေ့ကဟာမဟုတ်တယ်လို့နောက်ကဟာမဟုတ်တယ်လို့ပေါ့အဲ့ဒါကိုပြောတာအနန္တရပစ္စယောသမနန္တရပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောဆိုတာနော် process တစ်ခုမှရှေ့ကချုပ်မှနောက်ကသွားလို့ရှေ့ကဟာချုပ်မှနောက်ကတစ်ခုကပေါ်တာဖြစ်တယ်ပေါ့သို့တော်ကြည့်လိုက်လို့ရှင်အခုတရားပွဲမှာတရားဟောနေတာပဲကြည့်စဟောတဲ့အချိန်ကနေစပြီအခုတဏှာဤနိဗ္ဗာန်ရှိနေပြီအတန်မပြတ်ချားနေတာသို့တော်ပထမတုန်းကအစအတန်နေရှိသေးလားရှိတော့နောက်တန်နေပေါ့ဒါပေမဲ့တရားပွဲမပြီးသေးဘူးကြားနေရသေးတယ်လို့ပဲပြောကြအဲ့ဒါလို့ပဲဒါ process တစ်ခုဖြစ်သွားတယ်ရှေ့ဟာတွေချုပ်သွားပြီမရှိဘူးအများကြီးချုပ်သွားပြီသို့တော့ဒါ process ကြီးတစ်ခုဖြစ်သွားတယ်နော်အဲ့ဒီသဘောကိုဆိုလိုတယ်လို့ဒီလိုမှတ် in your opacity နောက်တစ်ခုကဖြစ်လာတယ် in your nerosity ရှေ့ဟာချုပ်သွားလို့နောက်ဟာပေါ်တယ်ရှေ့အတန်နေချုပ်သွားလို့နောက်အတန်ပေါ်နေတယ်အပုပ္ပံအစရိယမံဝိယတန္တဟတိတစ်ခုနဲ့တစ်ခုစက်မိသွားတယ်ဒါကြောင့်မို့လို့နာသတောနာသအညောဒါလည်းအတိအကျမဟုတ်ဘူးတခြားလည်းမဟုတ်ဘူးဆက်ဆက်မှုရှိနေတယ်လို့ဒီလိုဆိုလို့တယ်ပေါ့အဲ့ဒါကိုပြောပုရိမဝိညာဏေပစ္စည်းမဝိညာဏံသင်္ကဟံကိစ္စတိရှေ့စိတ်နဲ့နောက်စိတ်ဟာပေါင်းစပ်မိသွားတယ်ရှေ့စိတ်ချုပ်လို့နောက်စိတ်ဖြစ်ရတယ်နော်နောက်စိတ်ချုပ်လို့နောက်တစ်ခါစိတ်တစ်ခုဖြစ်ရတယ်ဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့ပေါင်းသွားတယ်မြည်ရည်များစီးနေတယ်လို့ရှေ့ကတွေချုပ်သွားတော့လဲနောက်တွေကဆင်ဆက်မပြတ်ပေါ်နေတယ်ဆက်ဆက်မှုရှိနေတယ်online ဖြစ်နေတယ်ဆိုတဲ့သဘောကိုပြောပြတာเนาะသို့တော့တစ်ခုတည်းလားဆိုတော့တစ်ခုတည်းမဟုတ်ဘူးချုပ်သွားလိုက်ပေါ်လာလိုက်ချုပ်သွားလိုက်ပေါ်လာလိုက်ဖြစ်စဉ်ကြီးတစ်ခုဖြစ်ပြက်အစဉ်ကြီးတစ်ခုသာဖြစ်တယ်ပေါ့အဲ့ဒါလို့ဆိုလိုတယ်အဲ့တော့မိလိန်နာမင်းကြီးကဘိယောဥပမာကြောအရှင်ဘုရားဥပမာထပ်ပေးစမ်းမအောင်လို့ဆိုတော့ရှင်မင်းကြီးတဲ့နွားမတကောင်ကနိုးညှစ်လိုက်လို့ရှင်နွားနို့ရတယ်နော်အဲ့ဒီနွားနို့ဟာတရက်နှစ်ရက်ထားလိုက်လို့ရှင်ဘာဖြစ်လာတော့ဒိန်ချင်းဖြစ်လာတယ်တတိဆိုဖြစ်လာအဲ့ဒီဒိန်ချင်းကိုချက်လိုက်တဲ့အခါကျတော့စီဥဆိုဖြစ်လာတယ်စီဥဖြစ်ကိုတခါထပ်ပြီးတော့ချက်လိုက်တဲ့အခါကျထောပတ်ဖြစ်လာတယ်ထောပတ်အဖြစ်ပြောင်းလာပထမနွားနို့ကနေဒိန်ချင်းကနေပြီးတော့စီ
စီဥရဲ့နောက်ကထောပတ်ဒီလိုဖြစ်လာတာဟောပြောင်းလဲမှုတွေရှိတာနော်နွားနုကချင်သွားတော့ဒိဉ္ဉ်ဖြစ်တာပေါ့အဲ့ဒီလိုပြောင်းလဲပြီးတော့သွားတယ်အဲ့ဒီအခါမှာတဲ့ဒါကိုကြည့်ပြီးတော့ဘယ်လိုပြောမလဲတဲ့နှုတ်သည်ပင်လင်ဒိဉ္ဉ်နော်ဒိဉ္ဉ်သည်ပင်လင်စီဥသည်ပင်လင်ထောပတ်လို့ပြောလို့ရမလားတဲ့အဲ့ဒါလို့ပြောရင်မှန်ကန်တယ်လို့ပြောလို့ရမလားတဲ့ဘယ်သူမှမပြောဘူးလေနော်နွားနုကိုဒိဉ္ဉ်လို့ပြောလို့မရဘူးလေနွားနုကနွားနုပဲလေသို့သောနွားနုကပြောင်းသွားတဲ့အခါဒိဉ္ဉ်ဖြစ်တယ်တခါဒိဉ္ဉ်ကိုစီဥလို့ပြောလို့ရပြောလို့မရဘူးစီဥကနေပြီးတော့ဒိဉ္ဉ်ကပြောင်းသွားမှစီဥဖြစ်တာစီဥကပြောင်းသွားမှထောပတ်ဖြစ်တာမချက်ဖူးရင်လည်းကိုယ့်အကိုချက်ကြည့်လိုက်တဲ့နဲ့ရတယ်အဲ့ဒီလိုတစ်ခုပြီးတစ်ခုပြောင်းလဲသွားတဲ့သဘောလေးပေါ့နော်အဲ့ဒါကိုနွားတို့သည်ပင်လင်ဒိဉ္ဉ်သည်ပင်လင်စီဥသည်ပင်လင်ထောပတ်လို့ပြောလို့ရမလားလို့ဆိုမရဘူးတဲ့မှားတယ်တဲ့အဲ့လိုပြောမယ်ဆိုရင်ဘယ်လိုပြောမလဲလို့ဆိုရင်နွားတို့ကိုအမိပြုတ်ပြီးတော့ပြောင်းလဲဖြစ်ပေါ်မှုလို့ပဲပြောရမယ်ဒါလို့ဆိုလို့တယ်တန်ယေဝနိတယတံဗုဒံဒါကိုမိပြီးတော့ပြောင်းလာတာလို့ပဲပြောအဲ့ဒီဥပမာအတိုင်းပါပဲတဲ့တဘာဝတရားရဲ့ဖြစ်စဉ်ကြီးတစ်ခုဟာဆက်နေတယ်လို့ဆိုလို့တယ်ပေါ့ online ဖြစ်တယ်ဒါကြောင့်မို့ဒီဘဝကလူတယောက်သေသွားလို့ရှင်နောက်ဘဝဖြစ်တာဒီလူကြီးပဲလားဆိုအဲ့ဒီကြတော့စဉ်းစားကြည့်စရာဒီဘဝကအမှတ်သားတွေကနောက်ဘဝပါသွားတော့အဲ့ဒါကြဘယ်လိုပြောမလဲတချို့ဆိုလို့ရှိရင်ဒီဘဝကျွတ်တုတ်ရဲ့သေးသွားနောက်ဘဝမှာကျွတ်တုတ်ထားတဲ့ပုံစံလေးပေါ်လာတယ်ဒီဘဝကအမှတ်သားဟိုမှာပါလာတယ်ဒီဘဝလက်ပြရင်ဟိုဘဝမှာလည်းလက်ပြလေးပါလာတာအဲ့ဒါကြတော့ဘာနဲ့သက်ဆိုင်တော့ဆိုရင်မသေးခင်ကသူ့ရဲ့စိတ်ဆွဲလန်းမှုတွေဖြစ်သွားတယ်ငါလက်ကြီးပြတ်သွားပြီလက်မပါတော့ဘူးလို့သူ့စိတ်ထဲမှာစွဲသွားတယ်အဲ့ဒီဆွဲလန်းချက်ကြောင့်ဟိုမှာမပါပဲဖြစ်သွားဥပါဒံလို့ခေါ်တယ်ဥပါဒံကြောင့်ဥပရောက်တယ်ဆိုတာအဲ့ဒါမျိုးကျိုးတုတ်ထားရင်တည်သွားတဲ့လူတယောက်လည်းငါကျိုးတွေတုတ်ထားတယ်နော်အမှတ်သားလှုပ်လိုက်ရင်လည်းဒီအမှတ်သားပေါ်မှာသူဆွဲလန်းသွားသည်ဒီဘဝမသေးခင်တခုကဆွဲလန်းသွားလို့ရှိရင်ဟိုဘဝမှာဖြစ်တတ်တယ်ဒါသဘာဝပဲအဲ့ဒါမပြောနဲ့ဘုံဝတ္ထုတစ်ခုတောင်ရှိသေးတယ်လေညမပြေမှာတော့ထားပါတော့နိုင်ငံသားမှာအင်္ဂလိပ်ဇနီးမောင်နှံတစ်ပိုင်းအဲ့ဒီမှာအမျိုးသမီးရဲ့အခန်းထဲမှာကပလီလို့ခေါ်တဲ့နီဂရိုရုပ်ချီဥရောပသားလက်ပေါ့ဟောတယ်မလဲအာဖရိကသားအဲ့ဒီအယုတ်ကြီးကအကြီးရှိတယ်နေ့စဉ်အဲ့ဓာတွေကြီးပဲမြင်နေတယ်မြင်ပြီးတော့သူကိုဝင်ရပြီးမွေးလာတဲ့ကလေးကအဲ့ဒီယုံမျိုးကြီးဖြစ်တယ်ဘာလို့ဆိုစိတ်ဆွဲလန်းမှုဖြစ်သွားဒါကြောင့်မို့လို့တရေရှိတဲ့အမျိုးသမီးတွေမှာရုပ်လှလေးတွေထားရတယ်တဲ့အယုတ်ဆိုးကြီးသွားထားရင်မျက်နှာရဲ့အရှုပ်နေအရှုပ်မွေးလာတတ်တယ်တဲ့အဲ့ဒါပြောကြတာပဲလေနော်အဲ့တော့ဖြူဖြူချောချောလေးမွေးခြင်းဖြူဖြူချောချောအယုတ်ကလေးထားအဲ့ထဲမှာအဲ့ဒီပုံစံမွေးတယ်တဲ့စိတ်ဆွဲလန်းမှုဆိုတာရှိတယ်ဒါဥပါဒံလို့ခေါ်တယ်ပြင်းပြင်းထန်ထန်ဆွဲလန်းလို့ရှိရင်ဒီတိုင်းပဲဖြစ်တယ်ယင်းတခါတော့ကပြောဦးတယ်ဘုန်းကြီးတို့ဇာတိရွာမှာတောင်မျိုးသမီးတယောက်ကမွေးလိုက်တဲ့ကလေး2ယောက်ရှိသေးတယ်တယောက်တကယ်ကိုဥရောပသားရုပ်အသားနီဆက်ဆက်မျက်လုံးကအပြာရောင်နဲ့သပင်ကလည်းနီဆက်ဆက်ဗမာစစ်ကမွေးတာဥရောပရုပ်ဖြစ်နေတယ်ဘာကြောင့်အဲ့လိုဖြစ်ရတယ်လဲလို့အကြောင်းရှာလိုက်တဲ့အခါမှာမြန်မာပြည်ကိုပြင်သစ်ကဆရာဝန်ကြီးတွေလာတယ်လာပြီးမြေရိုးတစ်လျှောက်မော်တော်နဲ့သွားပြီးကြီးရွာလူတွေကိုလိုက်ပြီးတော့ကာဝယ်ဆေးတွေထိုးပေးတယ်အဲ့လိုထိုးပေးတဲ့အခါမှာဥရောပဖြူဆက်ဆက်ရုပ်ကြီးတွေကိုမကြည့်ရဲဘူးအဲ့ဒီအမျိုးသမီးကကြောက်တယ်ဖိုဘီယာပေါ့နော်လူရဲ့စိတ်ဆိုတာပြောလို့မရဘူးဖိုဘီယာဆိုတာရှိတယ်လေအင်္ဂလိုဖိုဘီယာဆိုတာအင်္ဂလိပ်ကိုကြောက်တာ
နော်ကလားဖိုဘီယာဆိုကလားကြောက်တာပေါ့ကြောက်စိတ်ဆိုတာထိန်းလို့မရဘူးလေသူကတအားကြောက်တော့ကြေးရွာလူကြီးတွေကအတင်းဆွဲခေါ်ဆေးထိုးခိုင်းအဲ့ဒီစိတ်ကကြောက်ရွံ့လုံးအကြည့်တဲ့စိတ်ကစိတ်ဆွဲချက်ဖြစ်ပြီးမွေးလာတဲ့ကလေး2ယောက်စလုံးဟာအဲ့ဒီရုပ်တွေဖြစ်နေတယောက်ရှိသေးတယ်သွားကြည့်ချင်းကြည့်ပါအဲ့ဒါလို့စိတ်ဆွဲလမ်းမှုတွေကဥပါဒဏ်ကြောင့်ဥပါရောက်တယ်ဆိုတာဒါဒီလိုဖြေရှင်းလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့လူတွေမှာအတိတ်ဘဝကအမှတ်သားတွေအတိတ်ဘဝကအခြေအနေတွေပြန်ပြီးတော့ပါလာတယ်ဆိုတာဥပါဒဏ်နဲ့ပတ်သက်တယ်လို့ဒီလိုပဲမှတ်သားရတယ်ပေါ့နော်အေးနာသသောနာသအင်ညောလို့ဆိုတဲ့သူလည်းအတိအကျမဟုတ်ဘူးတခြားလူလည်းမဟုတ်ဘူးသူ့ကိုအမိပြုတ်ပြီးတော့နောက်တစ်ယောက်ဖြစ်တာဒီလိုဆိုရမှာနော်သူ့ကိုမှီပြီးတော့ဆက်ဆက်ပြီးဖြစ်လာတယ်သူနဲ့ဆက်ဆက်ပြီးဖြစ်လာသည့်အတွက်ကြောင့်သူလုံးသမျှအာဟုသူတွေနောက်လူကခံရမှာဘာလို့လို့ဆိုနတ်ဆတော်နတ်ဆအင်ညောသူအတိအကျမဟုတ်ဘူးသို့တော့ online ဖြစ်နေသည့်အတွက်ကြောင့်သူနဲ့ပတ်သက်နေတယ်ရှေ့ဘဝရှေ့ခန္ဓာတွေကအကြောင်းပြုလိုက်လို့နောက်ဘဝနောက်ခန္ဓာဖြစ်တာအဲ့တော့အကြောင်းအကျိုးအနေနဲ့ဆက်နေတယ်ခုနကစီမီလေးထွန်းထားတဲ့အခါမှာဆက်သွားသလိုပဲဆက်ဆက်နေသောကြောင့်ဘဝတစ်ခုကလှုပ်တဲ့ကုသိုလ်ကံမှုလဲနောက်ဘဝမှာခံစားရတယ်ဒီဘဝလှုပ်တဲ့အကုသိုလ်တွေလဲနောက်ဘဝမှာခံရတယ်ဆိုတာတွေဟာဒီလိုဆက်ဆက်ပြီးတော့ဖြစ်တာပါတဲ့တည်သွားပြီးတော့ပြန်ဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီလူလည်းမဟုတ်ဘူးတခြားလူလည်းမဟုတ်ဘူးလို့ပဲပြောရမယ်ဒီလူကိုမှီပြုတ်ပြီးတော့နောက်လူဖြစ်တယ်ဆိုတာလည်းပြောလို့ရတယ်ပေါ့ဒီလိုဆိုရမယ်ဒါကြောင့်မို့နာသသောနာသအင်ညောသူလည်းမဟုတ်တခြားသူလည်းမဟုတ်ခွာဒုတ်ပဲဖြစ်ရမှာဖြစ်တယ်ပေါ့အဲ့ဒါလို့ဓမ္မတဏ္ဍတိလို့ခေါ်တဲ့ဓမ္မဖြစ်စဉ်ကြီးသဘာဝဖြစ်စဉ်ကြီးတစ်ခုဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေသည့်အတွက်ကြောင့်ဆက်ဆက်နေတယ်ဆိုတဲ့ကဆက်ဆက်မှုရှိလာတာဖြစ်တယ်ပေါ့ဒီဘဝမှာလည်းဆက်ဆက်မှုရှိတယ်နောက်ဘဝရောက်သွားရင်လည်းဆက်ဆက်မှုဖြစ်တယ်ဒါကြောင့်မို့သူမိတာဘဝကဗျာဒိတ်ခံပြီးတော့ပါရမီတွေဖြည့်လိုက်တာဂေါရမဗုဒ္ဓကြတော့ရင့်ကျက်လာတဲ့အနေအထားမျိုးဖြစ်လာဆက်ဆက်နေသောကြောင့်သာဖြစ်တယ်ပေါ့ online အနေနဲ့ဖြစ်သွားတယ်လို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိလိန်နာမင်းကြီးတို့ရဲ့မိလိန်နာမင်းကြီးနဲ့ရှင်နာဂသေနာတို့ရဲ့ဘုရားဝါဒရေးရာအခြေတင်ပြောဆိုချက်များဘဝနဲ့ပတ်သက်လာတဲ့အသိဉာဏ်တွေကိုဖြစ်ထွန်းပေါ်ပေါက်စေတာဖြစ်သောကြောင့်ကြီးမားသောအကျိုးကျေးဇူးကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုယ်စီမှတ်သားပြီးမိမိတို့တဏ္ဍာမှာအသိဉာဏ်မှန်ကန်တဲ့အသိဉာဏ်တွေဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောက်ယူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဂျာဗန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍သူကန္နကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ပ
ဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း